အားလုံးပဲမင်္ဂလာညချမ်းလေးပါဒီနေ့မှာတော့ပရိသတ်ကြီးတို့ကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရာလောကဖြစ်ရမှန်ဇလံကောင်းလေးတစ်ပုဒ်ကိုနားဆင်ရမှာပဲဖြစ်ပါ යි ခင်ဗျာဇလံလေးမနာဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလံလေးကိုအခုပဲစလိုက်ကြရအောင်ပါဗျာမင်းငါရေတောက်ချင်တယ်ကွာခတ်ပဲဟဲ့သားလေးအဖေကိုအဲ့လိုမခေါ်ရဘူးလေဒါရေစာလို့ဖေဖေရေခတ်ပေးပါလို့ပြောလေအညာဒေသရွာတရွာမှာရှိတယ်ကိုမင်းအောင်တို့ရဲ့အိမ်မှာဖြစ်ကိုမင်းအောင်ကအသက်40ကျော်အရွယ်ရှိပြီးတော့စိတ်တို့စိတ်ဆက်တဲ့လူတစ်ယောက်လည်းဖြစ်သူဟာအင်မတန်စိတ်တို့စိတ်ဆက်ပြီးမြင်အခုသားငယ်လေးမွေးဖွားပြီးကလေးကသူ့စိတ်ကိုသူအထက်နိုင်ဆုံးထိန်းနိုင်ခဲ့သားငယ်လေးဟာအသက်2နှစ်ကျော်3နှစ်ခန့်ရှိပြီးတော့တီတီတာတာစကားလေးတွေအတော်ပြောတတ်တယ်စိတ်ဆက်တာကြောင့်အိမ်ရှိလူအလုံးကြောက်ရတဲ့ကိုမင်းအောင်ကိုလေသူကကြောင်းလန့်ရမှလည်းမသိဒါကြောင့်တချို့ကကိုမင်းအောင်ကြွယ်ရမှာအခုလိုပြောလို့ရှိကဲအခုတော့ဘာတက်နိုင်လဲအရင်ကစိတ်တို့ဒေါသကြီးသလောက်အခုသားလေးနဲ့ကြာမှာမောင်မင်းအောင်တယောက်မှန်ကြသွားတော့တယ်အဲ့ဒါပေါ့မိဘမြတ်တာဆိုတာလေသူဘလောက်စိတ်ဆက်ဒေါသကြီးသူသားလေးကြတော့သူမနိုင်တော့ဘူးလေဩမိဘအဲ့ဒီလိုလူတွေကြွယ်ရမှာပြောနေကြတာကိုမင်းအောင်တယောက်သိဒါပေမဲ့လေလူတွေပြောတာအမှန်တွေမို့လို့ဖာတိဖာသားနဲ့မသိတယ်လို့နေလိုက်တကယ်တော့သူသားလေးဟာသူ့ရဲ့ဒုတိယအသက်မဟုတ်လားခေါ်မှာပဲမင်းအောင်လိုပဲခေါ်မှာဟဲ့သားလေးအဖေကိုအဲ့လိုမခေါ်ရဘူးလို့ပြောနေတယ်လေသားငယ်လေးကဖခင်ဖြစ်သူကိုမင်းအောင်ကိုအဖေလို့မခေါ်ဘဲနဲ့နာမည်ကိုသာခေါ်လိုက်တော့ကိုမင်းအောင်မျိုးသမီးကသားလေးကိုအဲ့ဒီလိုမခေါ်ဖို့ဝင်ပြောအဲ့ဒီခါမှာသားငယ်လေးကဆက်ပြီးတော့ခေါ်မှာပဲမင်းအောင်ကငါ့ကိုတတ်တာလေဟောဒီမှာကြည့်မင်းအောင်တူနေထုတယ်လို့ငါသိခဲ့ရတာသားငယ်လေးကပါဇက်ကပြောတယ်လို့လက်ကလည်းသူ့ငယ်ထိတ်နေရကိုပြန်လေထိုးပြခဲ့မှန်တယ်သူ့ငယ်ထိတ်တဲ့မှာမွေးကလေးကအမှတ်သားအမဲကွက်ကြီးတကူပါလာခဲ့ဒါကြောင့်လူအများကလည်းသားငယ်လေးကလူဝင်စားဖြစ်လိမ့်မယ်လို့အမျိုးမျိုးထင်ကြေးပေးခဲ့ကြတယ်အခုသားငယ်လေးကိုယ်တိုင်ကလည်းသူ့အမှတ်သားကိုပြပြီးတော့ကိုမင်းအောင်ကတူနေထူးတတ်တယ်လို့ပြောတော့အိမ်သားအလုံးတန်းတော်နဲ့ဖြစ်သွားရပြီးတော့ဟင်ဟုတ်လားဘယ်တော့ကလဲသားဖေဖေကသားကိုဘယ်တော့ကတူနေထူးလို့တော့ဟုတ်တယ်မင်းအောင်ကတူနေထူးတတ်တာအခုတော့မဟုတ်ဘူးအရင်ဘွားကပါအရင်ဘွားတော့ငါကဒီအိမ်ကနွားငါ့ကိုမိုးညိုလို့ခေါ်ကြတယ်လေသိလားဟင်မိုးညိုဟဲ့မိုးညိုတဲ့တော့ဗျာသူဆန်လွန်လာကြည်လားသားငယ်လေးနှုတ်ကနေဒီအိမ်ကမိုးညိုလို့ပြောလိုက်တဲ့အခါမှာအိမ်သားအလုံးအံ့ဩလွန်းပြီးတော့အာမေရိတန်ကိုစီပြူလိုက်မိကြသားငယ်လေးကဆက်ပြီးတော့ငါကနေမွန်းတည့်ပြီးလို့နေဆောင်ရင်အလုံးမလုံးတော့ဘဲနဲ့အိမ်ကိုသာပြန်ကျင်တာလေအဲ့ဒါကိုမင်းအောင်ကစိတ်ဆိုးဒေါသထွက်ပြီးတော့ငါ့ကိုအတူနဲ့ထုတယ်ဒီမဲဒီနေရာကိုမင်းအောင်ထုခဲ့တာသားငယ်လေးကပြောလက်တစ်ဖက်ကလည်းသူ့ငယ်ထိတ်ကိုကင်ပြအိမ်သားအလုံးစိတ်မကောင်းယူကြိုးမရဖြစ်သွားကြသားငယ်လေးပြောတဲ့အကြောင်းအရာတွေအားလုံးကအမှန်တွေကြီးဖြစ်နေတာကြောင့်လည်းဖြစ်မှန်နေတစ်ချိန်ကမင်းအောင်တို့အိမ်မှာသဘောမနှုတ်ကောင်းတဲ့မိုးညိုလိုမြည်ရှိတယ်အညိုရောင်နွားကြီးတစ်ကောင်ရှိမိုးညိုဟာထွင်ရဲ့စိုက်ပျိုးတဲ့လုပ်ငန်းခွင်တွေမှာဘေးအခါမှာခေါင်းချလိမရှိဘဲနဲ့အမြဲတစေခေါင်းမော့ပြီးတော့တရှုရှုနဲ့အာသွန်ခွန်စာယုံတတ်တဲ့နွားတစ်ကောင်လေးဖြစ်မိုးညိုကိုမင်းအောင်ကဘာကြောင့်တူနေထူးသက်ခဲ့ရတယ်လဲဆိုတာဟာအဖေသာယုံတာနေမွန်းမတဲ့မိဒီယာခင်းလေးကိုရေဆက်သွားရအောင်ကိုမင်းအောင်တယောက်နွားကြီးမိုးညိုနဲ့အခြားတွဲဖက်နွားတစ်ကောင်ရဲ့ပေါင်းပြီးတော့ရာထွန်းနေတာဖြစ်နွားကြီးမိုးညိုကနှင်းနဲ့တစ်ချက်အထိမခံဘဲနဲ့စူးစမ်းပြီးတော့ယုံသူ့ကိုပါဇက်နဲ့ပြောလိုက်ယုံနဲ့တစ်ဖက်ကတွဲဖက်နွားလိုက်မမီအောင်ယုံတက်လေးရှိကိုမင်းအောင်ထွန်ရနေတဲ့ဤကိုရောက်လာတဲ့သူတိုင်းကမိုးညိုကြီးကိုမချီးမွမ်းမဲ့မနေနိုင်တဲ့ထိကိုမင်းအောင်ရခမရမိုးညိုကြီးကတော့မိုက်တယ်ဗျာဘယ်လောက်ထွန်းခေါင်းတစ်ချက်မဆိုင်ဘဲနဲ့အမြင်ဥမော့နေတော့တာပဲကျုပ်ပြန်ရောက်မှာလားမလုံးပါနဲ့ညီယာအခုမှလည်းငယ်မွေးချံပေါ်စိတ်ချရတာဆိုလို့မိုးညိုပဲရှိတာလေတခြားဘဲကောင်မှသူ့လိုမျိုးမတွေ့ဘူးသေးဘူးဟုတ်ကဲ့သိပါတယ်ကိုမင်းအောင်ရကျုပ်ကတမင်စတာပါဘယ်လောက်ကြေးပေးမိုးညိုကြီးကိုမင်းအောင်ရောက်မထုတ်ပါဘူးအဲ့ဒါမှန်ပဲညီရေမိုးညိုကြီးကိုအကိုကတရေထိုင်ထားမှလေအဲ့ဒီအကြောင်းအရာတွေကမိုးညိုဆိုတဲ့နွားကြီးဘဝတွေကကောင်းကွက်တစိမ့်တတိသားဖြစ်အကောင်းနဲ့ဆိုးဆိုတာအမြဲတွန်တွဲရှိနေတတ်တာလောကတဘာဝပြီမို့အခုနွားကြီးမိုးညိုမှာလေကောင်းကွက်တွေအများကြီးရှိသလိုသူ့မှာအကျဉ်စိုးတစ်ခုလည်းရှိအဲ့ဒီအကျဉ်စိုးကတော့မိုးညိုဟာနေမွန်းမတည့်မီကြိုက်တဲ့လောက်ခိုင်းမိုက်တဲ့လောက်ခိုင်းတစ်ချက်လေးကောင်းခါပြေခတ်ခြင်းအလင်းမရှိနွားနောက်လိုက်တဲ့သူမောလို့နားကျင်နားမှာသူကတော့မောနေမရှိဒါပေမဲ့မိုးညိုဟာနေမွန်းတဲ့ပြီးဆိုရင်တော့လုံးဝခိုင်းလို့မရတော့အင်ကိုသာပြန်ကျင်နေတော့သူ့ကိုကြိုက်တဲ့လောက်ရိုက်ခိုင်းသူကယာခင်းထဲမှာဆက်လက်ထွင်ရဖို့အတွက်နေရာကရွေလျားခြင်းမရှိတော့အဲ့ဒီလိုအခါမှာထွန်ဖြုတ်ပြီးတော့လဲမတက်ပြီးအိမ်ကိုသာပြန်ရတယ်
အဲ့ဒီຢာကတော့မိုးညိုရဲ့အကျဉ်းစိုးဖြစ်တယ်ဒီလိုနဲ့တနေ့မှာတော့မိုးညိုကြီးနဲ့တူကိုမင်းအောင်နွားထွန်ရာထွန်လုပ်ခဲ့တယ်အချိန်ကာလကလည်းမိုးဦးကြဖြစ်တဲ့အတွက်အလွန်ရေးကြီးနေပြီးတော့အချိန်ကိုလူနေရတဲ့ဂျပန်လေးဖြစ်ယိုးကိုမင်းအောင်ရင်နွေးတော့နားပါအောင်လားဗျာနားနေပေါ့နားလို့မဖြစ်ဘူးညီရေဒီနေ့မနေ့ဒီရာခင်းပြီးမှဖြစ်မယ်မနေ့ပြန်ကြရင်အရှိတော်ကိုတွားရမယ်လေပြီးပါတယ်ကိုအောင်မင်းကအကိုမိုးညိုကြီးကရုံးအားကောင်းကောင်းနဲ့အခုမနေ့9 နာရီခွဲပဲရှိသေးတာအေးကွာပြီးမှဖြစ်မှာမို့ပါအခုလို့ခေါ်တာကျေးဇူးတင်ပါတယ်ကွာဟုတ်ကိုဒါဆိုကျွန်တော်လည်းဆက်ထွန်လိုက်ဦးမယ်ဗျာအေးဟုတ်ပြီညီရာခင်းချင်းကလေးကလူငယ်တယောက်ကရင်နွေးတော့လှမ်းခေါ်တာကြောင့်ဖြစ်တယ်ကိုမင်းအောင်လေးဆက်လက်ထွန်ရက်နေရင်းနဲ့နေကတဖြည်းဖြည်းချင်းမြင့်တက်လာခဲ့ရာခင်းကအခုထိထွန်ရေးမဆက်သေးကိုမင်းအောင်လေးကြိုးကြိုးစားစားထွန်ရက်တယ်လို့မိုးညိုကြီးကလည်းခေါင်းတစ်ထောင်တောင်နဲ့မနာတဲ့ယုံဒါပေမဲ့နေမွန်းတဲပေမဲ့ရာခင်းကမဆက်သေးအေးမိုးညိုကြီးထွန်တပေါက်စာလေးကျန်တော့တာကွာဒါလေးတော့ပြီးအောင်ရုံးလိုက်ပါငါသားကြီးဟာကိုမင်းအောင်ကအဲ့လိုပြောလိုက်တဲ့အချိန်မှာပဲမိုးညိုကြီးကထွန်ထဲကနေလဲစီကိုပြန်လဲယုံနေတော့ဟာမိုးညိုပြီးကနီးနေပါပြီဟိုဒါလေးတော့ခဏတော့ယုံလိုက်ပါကွာသားကြီးဟာကိုမင်းအောင်ကအဲ့လိုပြောနေပေမဲ့မိုးညိုကြီးကတော့တခင်ဖြစ်သူမင်းအောင်စကားကိုလုံးဝနားမခံတော့ဘဲနဲ့လဲစီကိုသာစွယုံနေတော့ကြာလာတဲ့အခါမှာကိုမင်းအောင်ဒေါသထွက်လာရပြီးတော့အိမ်ကိုပြန်လာခဲ့အိမ်ရောက်တော့စဉ်းစားလေးဒေါသကထွက်လာလေးဖြစ်သူမှအားလုံးကစီစဉ်ပြီးသားမနက်ဖြန်နောက်တော့ကူဖို့ရအခုတော့မိုးညိုကြီးရဲ့လိုရဲ့အကြောင်းစီစဉ်တွေအားလုံးတလဲတကြောဖြစ်ကုန်ကိုမင်းအောင်ကဒေါသလွန်ကြီးတဲ့သူတယောက်ဖြစ်တွင်းရင်ကနေဒေါသစိတ်ကိုမထိန်နိုင်တော့မင်းနဲ့စေပေါင်လူကြီးကိုဆွဲယူပြီးတော့နွားစားချင်းတော့စက်ကွက်မှာတက်ပြီးတော့အစာကျွေးထားတဲ့မိုးညိုကြီးရှိရာကိုရှောက်သွားပြီးတော့ဒေါသတကြီးနဲ့လက်ထဲမှာရှိတဲ့စေပေါင်လူနဲ့ထုချလိုက်တော့မိုးညိုကြီးဘိုင်းကနေတစ်ချက်သာអော်နိုင်ပြီးတော့လဲချသေးဆုံးသွားရတယ်သိလားမှတ်မိလားမင်းအောင်ငါ့ကိုတူနဲ့ဒီနေရာကိုမင်းထုတတ်ခဲ့တာလေငါ့ကိုထပ်ပြီးမတက်ပါနဲ့တော့မင်းအောင်နော်ငါကြောက်လို့ပါသားငယ်လေးကသူ့အဖြစ်ကိုပြောပြတော့အားလုံးတိန်သားအားလုံးစိတ်မကောင်းဖြစ်ပြီးတော့ကိုစီမျက်ရည်ကျမိမင်းအောင်ငါ့ကိုထပ်မတက်နဲ့တော့နော်သားငယ်လေးကအဲ့လိုတို့ပြောလိုက်တော့ကိုမင်းအောင်စိတ်ထိခိုက်စွာနဲ့သားငယ်လေးကိုပွေးပိုက်ထားလိုက်ပြီးတော့သားလေးရဲ့အဖေဒေါသကိုနောင်တရနေပါပြီဟိုသားလေးကိုအဖေတတ်ဖို့မဆိုထားနဲ့လေးတန်းမမတော့မပြောရပါဘူးအဖေနောင်တရနေပါပြီသားလေးရဲ့ကိုမင်းအောင်ကသားလေးကိုယူရစွာထွေးပိုက်ထားရင်းနဲ့ဘာပင်ကမျက်ရည်တွေစီးကျလာခဲ့အိမ်သားအားလုံးလည်းစိတ်မကောင်းလွန်းတာကြောင့်လူတိုင်းကိုစီမျက်ရည်ကျနေတော့တကယ်တော့ကျွန်တော်တို့အားလုံးဟာတန်တရားတွေကခီးသွားနေပါအတိတ်ဘဝကိုမှတ်မိသူနဲ့မမှတ်မိသူသာကွဲပြားသွားရတာတကယ်ဆိုရင်အားလုံးဟာအမျိုးတွေကြီးပါပဲလို့ကျွန်တော်ယူဆမိရင်နဲ့ဒီနေရာမှာပဲဇလန်းလေးကိုဇက်သိမ်းလိုက်ပါတယ်ခင်ဗျာပရိသတ်ကြီးများခင်ဗျာဆက်လက်ပြီးတော့မှလည်းပရာလောကဇလန်းကောင်းလေးတစ်ပုဒ်ကိုနားဆင်ပေးကြပါအောင်ခင်ဗျာရွာနာမည်ကတော့အတစ်တပင်ရွာပဲခူးကျွန်းမှာတောင်ကြီးမှာတည်ထားတဲ့ရွာငယ်လေးဖြစ်ရွာကအင်ဂျီ90ခန်းရှိပြီးတော့ရွာသားတွေမှာတော့မီယိုဖလာလက်ရလုပ်ငန်းလုပ်ကိုင်ကြသူတွေဖြစ်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီးမြဲတခြားနတ်ကိုးကွယ်တင်မြောင်းမှုတွေကိုလည်းရုံုံကြည်ကြည်ပြုလုပ်ကြတောတောင်တွေမှာတောကျဲတဲ့နေရာတွေမှာလည်းရှေးကချမှတ်ထားတဲ့တောစည်းကမ်းတွေကိုတသွေးမတိမ်လိုက်နာကြလူကြီးတွေကတော့တောတောင်စည်းကမ်းတွေကိုလိုက်နာပြီးမြဲလူငယ်တွေကတော့ခင်းမီတိုးတက်လာတဲ့အချိန်တွေရာလူကြီးတွေကိုအယူသေးပြီးတော့အပိုလုပ်တွေလုံးနေတဲ့ဆိုပြီးတော့အထင်မျိုးပင်ထင်လာခဲ့ကြအဲဒီလိုမယုံကြည်လို့စော်ကားမိတဲ့လူငယ်တွေမှာဘေးဒုက္ခတွေလည်းကြုံကြားရတဲ့အဖြစ်အပျက်တွေလည်းမနှေးပါဘူးတရက်တပင်ရွာသားဥပကြိုင်ပိုင်ဆိုင်တဲ့လေဆိုရင်လေဥပကြိုင်သေးဆုံးပြီးကြတဲ့ကဘယ်သူမှလုပ်လို့မရဥပကြိုင်ကတော့လူမျိုးကြီးတယောက်ဖြစ်ပြီးတော့ငွေကြေးအလွန်ကက်စီးနေသူတယောက်လည်းဖြစ်တယ်အသက်ကြီးပြီဖြစ်ပေမဲ့လေစရင်ငါမငါပဲနဲ့လေကိုယ်တိုင်လေတဲ့ဆင်းပြီးတော့လဲထွန်းသူတယောက်လည်းဖြစ်တယ်ဆွေမျိုးတွေကိုလည်းမကူညီသလိုသူ့ထံကလေးလည်းချင်းငါလို့ပဲမရအလူတန်းမလုပ်သလိုရရေးရွာရေးအတွက်လူခိုင်ရင်လည်းမရှိကြောင်းကိုကြီးသလိုညည်းပြပြီးတော့ခေါင်းဆောင်လေးရှိမိုးရသည့်ကာလရွာကလေသမားတွေလေယာလုပ်ငန်းအတွင်းကိုဝင်ပြီးတော့ထွန်ရက်နေကြသလိုဥပကြိုင်မှာလေတဲ့ဆင်းပြီးတော့နွားတွေနဲ့ထဲထိုးပြီးတော့ထွန်ရက်နေလေတကွက်ထဲထိုးပြီးတဲ့အချိန်မှာဥပကြိုင်လည်းမောလာလို့နွားကိုရထားခဲ့ပြီးတော့လဲကွက်ဘေးအဆက်မှာလက်ပတ်မင်းကြီးအောက်ကိုသွားပြီးတော့ပင်စီကိုမိပြီးတော့ခြေပြက်လက်ပြထိုင်ချလိုက်အသက်ကလည်း60ကျော်စားပြုတ်နေပြီမို့လို့လူငယ်တွေလိုလည်းအမောမခံနိုင်တော့ဈေးရွက်ကြီးကိုပစောင်းများခဲပြီးတော့လက်ပတ်မင်းအောင်ကိုမိနေချိန်မှာခြေထောက်ကနေနာကျင်သွားပြီးတော့ကြည့်လိုက်တော့သူ့ခြေတော်နီးကနေမွေဟောက်တကောင်ဖြတ်ပြေးသွားတာကိုတွေ့လိုက်ရ။ဦးဝကြိုင်ကရှေးလူကြီးမို့လို့မွေကိုက်ရင်ပြုတ်လို့ရမယ်။ရှေးဦးသူနာပြုတ်နီးတွေကိုမသိဘဲနဲ့မွေကိုက်ခံရပြီးစိုးရိမ်ထိတ်လန့်ပြီးတော့ရွာကိုသွားဖို့စဉ်းစားရင်းနဲ့ထိုင်နေရာကနေမတက်ရက်ပြီးတော့ရွာဘက်ကိုသွားမယ်လို့တော့ခြေဆယ်လမ်းမပြည့်သေးဘဲနဲ့မျက်လုံးတွေပြဝေးလာပြီးတော့ဦးကောင်းကလည်းတရေရိပ်မူးဝေလာပြီးမြေကြီးပေါ်ကိုဝမ်းရောက်မောက်ပြက်လဲကျသွားတော့ဦးဝကြိုင်တယောက်မွေကိုက်ခံရပြီးတော့တေးတာကို
လယ်နီးချင်းကတွေ့လို့ရွာလူကြီးကိုသွားကြောင်းကြပြီးတော့အလောင်းကိုတင်းချိုင်းကိုမတည့်တော့ဘဲနဲ့လက်ပတ်ပင်ချေရေးမှာမြုပ်နှံလိုက်ကြဥပကြိုင်တည်တဲ့သတင်းကြားကလေးကဆွေမျိုးသားချင်းတွေကဝမ်းနေရမယ့်စားသူ့ထက်ငါရင်ဥပကြိုင်အိမ်ပေါ်ကိုတက်ပြီးတော့တံမိုးကြီးပစ္စည်းတွေကိုရှာဖွေယူကြဥပကြိုင်ကငွေရရင်ရွှေငွေလက်ဝတ်ရတနာတွေဝယ်ပြီးတော့စုဆောင်းထက်တာမို့လို့တစ်တာပြီးကိုအိမ်ကျိုအိမ်သားမကြံရတနာပစ္စည်းကိုရှာဖွေပင်လည်းမတွေ့ရအိမ်ပေါ်အိမ်ရောက်နေရလွတ်မကြံအောင်ရတနာပစ္စည်းတွေကိုရှာမတွေ့တဲ့အတွက်နောက်ဆုံးလက်လျှော့လိုက်ကြရဥပကြိုင်ရတနာပစ္စည်းတွေကိုတနေရာမှာဝယ်ထားခဲ့သည်မှာတေချာပြီးမြဲရှာမရတဲ့အစုံလက်လျှော့ကြရတော့တယ်ငွေကြီးအနေချင်းကိုသာရှာဖွေလို့ရတဲ့ဆွေမျိုးသားချင်းတွေမှာတော့ဥပကြိုင်နေခဲ့တဲ့အိမ်ကိုသူပိုင်တဲ့ငါပိုင်တဲ့နဲ့ပြဿနာတက်ကြတော့ရွာလူကြီးကပဲပြဿနာရှင်းသွားစေဖို့အိမ်ကိုတင့်ရာစေးနဲ့ရောင်းချပြီးတော့ရလာတဲ့ငွေကိုဆွေမျိုးတွေကိုခွဲဝေပေးရတခြားလေယာမြေတွေကိုလည်းရောင်းချပြီးတော့ငွေကြီးခွဲဝေပေးလိုက်ရဥပကြိုင်မစားရမတောင်းရစုဆောင်းထားသမျှဆွေမျိုးတွေလက်ထက်ကိုအားလို့ရောက်သွားပါတော့တယ်တခုတော့ပြောစရာရှိဥပကြိုင်သေးသွားတဲ့လေကိုတော့ဝယ်မဲ့သူမရှိတာဖြစ်တယ်ဥပကြိုင်လေကိုမဝယ်ချတဲ့အကြောင်းရင်းကဥပကြိုင်တယောက်မကြွလို့တဲ့ဘဝရောက်ပြီးတော့6လက်နေတယ်ဆိုတာကြောင့်ဖြစ်နေဝင်မိုးချို့ချိန်မှာလေလက်ပတ်ကြီးပေါ်ကတရေကြီးတကောင်ဆင်းလာပြီးတော့လေထဲမှာလာနေသူတွေကို6လန့်တက်တယ်လို့သတင်းတွေပြန့်နေတာကြောင့်ဖြစ်ဥပကြိုင်လုံးလက်စားလေတွေကိုသူ့ညီဝမ်းခွဲမောင်ကြီးဆိုသူဆက်လို့တော့လက်ပတ်မြေမှာမိကက်နေထိုင်တဲ့တရေကြီး6လန့်မှုကိုစတင်ခံခဲ့ရမောင်ကြီးကကြောက်လန့်နေသူမို့လို့ဥပကြိုင်သေးပြီးတပတ်ကြာမှာဥပကြိုင်စောက်ထားတဲ့လေထဲအတွင်းကိုဝင်လာခဲ့မနေ့စောစောထထမင်းကျန်းစားဥပကြိုင်လေထွန်စားလက်ပတ်မင်းကြီးအနီးကလေခွက်ကိုထွန်ပြီးတော့တခြားလေခွက်တွေကိုထည့်ထိုးလိုက်နေ့လေ17နာရီကျော်ချိန်မှာလူကလည်းပန်းနွားတွေလည်းပန်းနေပြီမို့လို့နားဖို့တွေးပြီးတော့တဘိုးကနေနွားတွေဖြုတ်ပြီးတော့လွတ်လိုက်နွားတွေကိုကြောင်းနေစရာမလိုပဲလွတ်ထားလို့ရသေးတာမို့လို့ကျိုးဖြစ်ပြီးတော့လွတ်ထားပြီးတော့ညနေဆောင်အစာဝချိန်မှာသွားကောက်ရုံသားဖြစ်မိုးကလည်းဆွေပြီးတော့ရွာသွန်းနေတယ်တဘိုးထမ်းပြီးတော့ပြန်လာတဲ့မောင်ကြီးလက်ပတ်မင်းကြီးဘေးကနေဖြတ်ပြန်လာရမှာကြော်ယူကနေဆင့်ပြီးတော့ကြက်သိန်းတွေတပြန်ပြန်ထသွားခဲ့လက်ပတ်မင်းကြီးအောက်မှာကသူ့အကိုဘာကြိုင်ရဲ့မြေစာပုံလက်လက်ဆက်ဆက်ကိုမြင်နေရလေမတိုက်ပါဘဲနဲ့လက်ပတ်မင်းကြီးကရှင်းနောက်ရင်ထိုးသွားသလိုမြင်လိုက်ရတာကြောင့်ကြောက်စိတ်နှဲငယ်ဝင်ပြီးတော့အသေးအချာပြန်ကြည့်လိုက်တော့လူကြီးနှစ်ယောက်ဖက်ခံပင်စင်ရှိတဲ့လက်ပတ်မင်းကြီးကငြိမ်သက်စွာရှိနေတော့သူ့အမြင်အာရုံမှားယွန်းနေလို့ပြန်တွေးပြီးတော့သူ့ကိုယ်သူအားပေးလိုက်တဲတဲကိုပြန်ရောက်တဲ့အခါမှာတဲဘေးတောင်ချချောင်းလေးမှာရေရင်ချိုးလိုက်တယ်ရေချိုးဝယ်စားလဲပြီးတဲ့အခါမှာမိခဲတွေကျန်နေသေးတဲ့မိဖို့ကိုတင်းချောင်းတွေထည့်ပြီးတော့မိကြောက်ကြောင်းအရင်လှုပ်လိုက်တယ်တမင်အိုးချက်ဟင်းတအိုးချက်ပြီးတဲ့အခါမှာရင်နွေးတယ်လိုက်ပြီးတော့ရင်နွေးဆူတဲ့အခါမှာလက်ဘက်ချောက်ခတ်ပြီးတော့ထမင်းစားငါချောက်ကိုငရုတ်သီးစိမ့်နဲ့ဖြစ်တယ်လို့ချက်ထားတဲ့ဟင်းကိုကစုံရွက်အစိမ့်တိုးစရာလုပ်ပြီးတော့အာရပါရစားပြီးရင်နွေးချမ်းပူပူကိုတဖူးဖူးမှုတ်တောင်းနေစံနှလုံးချက်ကိုထမင်းရောဟင်းမှာပြောင်းတင်းခါအောင်စားပြီးတော့ကနာတပြုတ်ထိုင်ပြီးတော့မီးလုံရင်နဲ့ရင်နွေးချမ်းတောက်ပြီးစေးဘောလိတ်ကိုမိကိုတထောင်းထောင်းထောင်းဖွာဆိုင်နေအပြင်ဘက်မှာမိုးကဆွေနေရာကနေတဲထန်စွာရွာသွန်းလာတယ်မောင်ကြီးကအိတ်ချင်လာလို့တဲပေါ်တက်ပြီးတော့တေးတမောအိတ်ဆက်လိုက်တော့တယ်တဲတွင်လူဝင်လာသလိုခန်းစားလိုက်ရတဲ့အသေးစိတ်ကြောင့်လေးလံနေတဲ့မျက်ခွန်ကိုအားယူပြီးတော့ဖွင့်ကြည့်လိုက်တော့မိုးရီတွေရွှဲရွှဲစုံနေတဲ့လူတယောက်ကိုတွေးလိုက်ရအဲ့ဒီလူကိုအသေးချာကြည့်လိုက်တဲ့အခါမှာသူ့အကိုဥပကြိုင်ပြင်မှန်သိလိုက်ရတဲ့အတွက်အံ့ဩထိတ်လန့်သွားရဥပကြိုင်လောင်းကိုမောင်ကြီးသွားကြည့်ချိန်ကမွေစိတ်ကြောင့်မဲနဲ့နေကြောင်တွေးခဲ့ရအခုသူတွေးနေရတဲ့သူ့အကိုဥပကြိုင်မျက်နှာကလည်းမဲနဲ့ပြီးတော့ဒေါသဖြစ်နေတဲ့အသွင်ဖြစ်နေမင်းတို့ကငါမရှိရနဲ့ငါ့အိမ်ကိုမွေနောက်ပြီးတော့ငါပစ္စည်းတွေပိုင်သိမ်းလိုက်ကြတယ်ပေါ့မချိနဲ့ဘူးငါလုံးဝမချိနဲ့ဘူးမင်းကိုတတ်မယ်ပြီးရင်ငါပိုင်ပစ္စည်းယူထားသူအားလုံးကိုတတ်မယ်ဥပကြိုင်ကဒေါသတဲ့ကြီးအော်ဟစ်ကျိန်းဝါပြီးတော့တဲပေါ်ကိုတက်လာခဲ့မောင်ကြီးကဥပကြိုင်ကိုတောင်းပန်စကားပြောနေပေမဲ့သူ့ဘက်စကနေစကားတစ်ခွန်းမှထွက်မလာသလိုလှုပ်ရှားကြုံဖို့စူးစမ်းပြီးမလဲလှုပ်ရှားလို့မရနိုင်ပဲရှိနေဥပကြိုင်ကမောင်ကြီးရင်ဘတ်ကိုခွာထိုင်ပြီးတော့သူ့လက်နှစ်ဖက်နဲ့မောင်ကြီးလေပင်ကိုညှစ်မောင်ကြီးကကြောင်မဲ့ပွေရမျက်နှာကြီးကိုအနီးကမြင်တွေ့ရပြီးတော့လေပင်ညှစ်ခံထားရတဲ့အတွက်ကြောက်စိတ်နဲ့အတူအသက်ရှူရခက်ပြီးတော့မွန်းကျက်ပြီးတော့အသက်ရှူချက်ပြီးမျက်လုံးတွေပြားဝေးလာစိတ်တွင်ဥပကြိုင်လက်ကိုဆွဲဖယ်ပြီးတော့ပြန်တိုက်ခိုင်းမယ်စဉ်းစားနေပေမဲ့ခန္ဓာကိုယ်ကကြောက်သားလို့လေးလံပြီးတော့လှုပ်ရှားမရတဲ့အတွက်လေပင်ညစ်သက်ခံရတာကိုအသေးခံပေးရမလို့ဖြစ်နေမိုးကြိုးပြစ်တန်တဲ့ချက်တဲကောင်းရင်ပတ်စီကနေကြားလိုက်ရတော့မှမောင်ကြီးခန္ဓာကိုယ်ကရုံးကန်လှုပ်ရှားလို့ရလာတာကြောင့်ရုံးကန်ရင်းနဲ့ဇက်ကနေတတိဝင်လာပြီးတော့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့မှသူအိမ်မက်မက်နေမှသိလိုက်ရတဲ့အတွက်လေးဘူးတစ်ချက်ကိုမှုတ်ထုတ်ပြီးတော့မိဖို့ပေးသွားပြီးစေးဘောလေးမင်းကြီးပြီးတော့3-4ဖွာကန်ဆက်တိုက်ပွားလိုက်အိမ်မက်လို့သာဆိုပေမဲ့လေအပြင်လောကမှာအမှန်တကယ်ကြုံခဲ့ရတယ်လို့စိတ်တွင်းခံစားနေရပြီးတော့လူဟာလည်းမောပန်းနွမ်းနေတယ်စိတ်ဆွဲပြီးတော့မတ်တဲ့အိမ်မက်လို့သာစိတ်တွင်းဖြည့်တွေးရင်းနဲ့မတိမတာဝင်လာတဲ့ကြောက်စိတ်တွေကိုပြန်လေချေဖြတ်လိုက်ရင်နွေးတအုပ်ကြိုပြီးတော့ရေဆူလာတဲ့အခါမှာရင်နွေးချမ်းခတ်ပြီးတော့ရင်နွေးချမ်းတောက်နေလိုက်
မိုးမောင်ကျနေတာကြောင့်ပတ်ဝန်းကျင်ကိုအလင်းရောင်ကနဲနေတယ်မိုးပွဲလေးတွေကကြာဆင်းနေစေဖြစ်တယ်ညနေရောက်လာပြီမို့လို့နွားတွေကိုရှာပြီးတော့တဲနီးထားဖို့စဉ်းစားလိုက်ပြီးတော့ဒီနေ့ချမ်း3-4ခွက်ကိုတောက်ပြီးတဲ့အခါမှာခမောက်ဆောင်မိုးကခြုံပြီးတော့အပြင်ထွက်လာခဲ့လက်မမင်းကြီးဘေးကဖြတ်သွားချိန်မှာသူ့စိတ်တွင်အိမ်မက်တွင်တွေးခဲ့ရတဲ့ဥမကြိုင်ကြောက်စရာမျက်နှာကြီးပေါ်လာတာကြောင့်ကြက်သိမ်းမွေးချင်းတွေပဲထလာခဲ့မြောက်လေတစ်ချက်အဝေးလက်ပတ်မင်းကြီးအောက်ကကိုင်းခက်တွေလှုပ်ရှားသွားတာကသူ့စိတ်ကိုခြောက်လက်နေသလိုထင်နေမိမောင်ကြီးနွားနှစ်ကောင်ကတခြားနွားတွေနဲ့ရောထွေးနေတဲ့အတွက်တီးတန့်ခွဲထုတ်ပြီးတော့တဲဘက်ကိုမောင်းလာခဲ့ဟာဒီနွားတွေဘလို့ဖြစ်တာလဲမောင်ကြီးမောင်းလာတဲ့နွားနှစ်ကောင်ကလက်ပတ်မင်းကြီးအနီးနားရောက်တခုခုကြောင်းလန့်နှမုတ်အမိထောင်ပြီးတော့တဲဘက်ကိုကစုံဆိုင်ပြေးလွှားသွားတာကြောင့်မောင်ကြီးလည်းနွားတွေကိုမြေတွန်းတောက်တီးပြီးတော့လက်ပတ်မင်းကြီးပန်းအမတ်မတင်ကြည့်မိတော့လက်ပတ်မင်းဘဝကနေဇောက်ထိုးဆင်းလာတဲ့ကြောက်စရာရုပ်သွင်းရှိတဲ့မကောင်းစဝါးတစ်ကောင်ကိုတွေးလိုက်ရတာကြောင့်ကျောင်းလန်းစိတ်နဲ့ဘာလို့လုံးရမှမသိအောင်တုံလုံးချောက်ချသွားရအဆွေငုံငေါတကူလုံးမဲနေနေတဲ့တရေကြီးကတေးပင်မော်ကနေခုံချပြီးတော့ပြင်းဝင်လာပြီးမောင်ကြီးကိုဝင်လုံးမောင်ကြီးမှလည်းကျောင်းလန်းပေမယ့်အသက်မသေးဖို့ရေးအတွက်ပြန်ပြီးတော့လုံးထွေးတပ်ပုတ်နေရတရေကြီးကခွန်အားတမ်းမှလွန်းတဲ့အတွက်မောင်ကြီးအောက်ရောက်သွားပြီးတော့တရေကြီးကသူ့ညင်ဘက်ကိုခွာထိုင်ပြီးတော့မောင်ကြီးလေပင်ကိုသူ့လက်နှစ်ဖက်နဲ့စုပ်ကန်ပြညစ်နေမောင်ကြီးကြိုးစားရုန်းကန်ပေမယ့်မလွတ်မြောက်နိုင်မျက်လုံးတွေပြားဝေပြီးတော့အသက်ရှူကျက်လာလျက်စီးတစ်ချက်လက်မှာကျောင်းလန့်စရာတရေရုပ်သွင်းကိုဝိုးရဝါတာတွေးလိုက်ရငါပစ္စည်းဥစ္စာတွေကိုအပိုင်သိမ်းခြင်းတဲ့ကောင်တွေတတ်မယ်မင်းတို့ကိုလုံးဝမချေနဲ့ဘူးတတ်မယ်တရေကြီးကကျုံးဝါတန်ကိုသူ့နာအတွင်းမပိမတာကြားနေရပြန်မောင်ကြီးဘာဖြစ်နေတာလဲကွာသူ့နာမည်ခေါ်တန်ကြားရခြင်းနဲ့တူညှစ်ထားတဲ့လက်ကလွတ်မြောက်ပြီးတော့ရှင်ဘက်ကလည်းပေါ်ပါသွားခဲ့မောင်ကြီးကခဏမြမိမောနေရကနေထထိုင်လိုက်နိုင်သူဘေးမှာတော့လက်နေတံမီတလက်နဲ့စွင့်တဲ့ကြီးသူ့ကိုကြည့်နေတယ်လယ်နီးချင်းတငယ်ချင်းမောင်းနိုင်လေပင်တေးဆိုးနေမှုကြောင့်ရုတ်တရက်စကားမစွန်နိုင်သေးပဲနဲ့ချောင်းတဟိုးဟိုစိုးနေပြီးမှတဲပြင်မယ်မောင်းနိုင်တဲရောက်မှငါပြောမယ်လက်ပဲမင်းကြီးကိုတစ်ချက်ကြည့်ပြီးတော့တဲဘက်ကိုကြောင်းနဲ့တကြားပြေးသွားတဲ့မောင်ကြီးကိုမောင်းနိုင်နားမလည်နိုင်စွာကြည့်ရင်းနဲ့နောက်ကနေလိုက်သွားတော့တယ်တဲရောက်မီးဖို့ဘေးမှာကြောင်းလန့်တုံကြီးစွာရှိနေတဲ့မောင်ကြီးကိုမောင်းနိုင်တွေ့ရမောင်ကြီးမင်းဘာဖြစ်နေတာလဲမင်းကြီးကလန့်ဖြတ်နေပုံရတယ်ဘာကြုံခဲ့ရတယ်လေကွာမင်းမတွေ့ဘူးလားလက်ပတ်မင်းဘောကတရေတကောင်ဆင်းလာပြီးတော့ငါ့ကိုလေပင်ညစ်နေတာလေမင်းရောက်လာလို့မသိတာမဟုတ်ရင်တော့ခုလောက်ဆိုရင်သိနေလောက်ပြီဟေးငါလာတော့မင်းပက်လက်ကြီးလမ်းနေတာပဲတွေ့တယ်ကွာတခြားဘာမှမတွေ့ဘူးဟုတ်လို့လားကွာတရေလေပင်ညစ်နေတာတကယ်မတွေ့တာလားဩတကယ်မတွေ့တာငါကောင်းရငါလည်းမင်းတဲ့စကားလေးပါလေးပြောရအောင်လာရင်းနဲ့မင်းသားတွေအလန်တကြားပြေးလာကြတာတွေ့ပြီးတော့မင်းကိုမတွေ့တော့စိုးရင်ပြီးတော့ရှာဖွေလိုက်တော့မင်းလဲနေတာတွေ့လို့စိတ်ပူသွားတာကွာမနေတော့ဘူးကွာဒီမှာဆက်နေငါတေးသွားနိုင်တယ်ကွာဟိုညာရင်းချင်းရွာပြန်တော့မယ်ရွာကိုခဏလိုက်ဖို့ပေးကွာဟေးကောင်ဟိုဒီလဲကိုမင်းဆက်မလုပ်တော့ဘူးလားတခြားမင်းတို့မျိုးတွေယူသွားလိမ့်မယ်နော်ယူခြင်းလဲယူပါစီတော့ကွာဟိုငါအသက်ထဲဘာကိုမှစိတ်ဝင်စားတော့ငါ့ကိုရွာလိုက်ဖို့ပေးပါကွာအကြောင်းလုံးပြီးတော့သွားနေကြရွာကိုပင်မပြန်ဝန်းနေမောင်ကြီးကိုမောင်နိုင်ပြန်လိုက်ပို့ရတယ်လို့နွားနှကောင်ကိုလည်းသူကပင်ထိမ့်ပေးထားလိုက်ရမောင်ကြီးပြီးတော့နောက်တခြားဆွေမျိုးတွေလဲကိုဆက်လို့ကြည့်ကြပေမယ့်ဘယ်သူမှလုံမရေးပဲနဲ့တရေတကောင်နဲ့ကြုံရပြီးတော့ပြေးလာရတာကများအလကားနီးပါးပေးပြီးတော့လဲအလုတ်ခိုင်းပေမယ့်ဥပကြိုင်လဲကိုလုံးဝသူမရှိဖြစ်လာခဲ့ဆရာတွေခေါ်ပြီးတော့တရေနှင်ကြည့်ကြပေမယ့်လည်းမရအောင်ပယောကဆရာတွေပင်တရေကြီးလက်ချက်နဲ့ထွက်ပြေးရရွာเจ้าဆရာတော်နဲ့တန်ဃာတော်တွေတရားနာအမြတမ်းပေးဝေကြပေမယ့်အပင်ကြီးကဘဲညာရိတ်ထိုးပြီးတော့တရေကထွက်မသွားတဲ့အတွက်အပင်ကိုသင်္ကန်းစားတွေနဲ့ပတ်စည်းပြီးတော့သင်္ကန်းမီးလောင်သွားတာကြောင့်အလုံးတွေးလိုက်ကြရတယ်။ရွာเจ้าဆရာတော်ကတော့တက်ပြင်းချရင်းနဲ့လက်ပံမင်းဘောကကတ်နေတဲ့တရေကအဆွဲလန်းကြီးလွန်းနေသူ့ကိုချွတ်လို့မရအောင်သူ့အဆွဲတွေကျွတ်မှသူလွတ်မြောက်လိမ့်မယ်။ရွာเจ้าဆရာတော်ကပဲလဲလျှော့ပြီးတော့ပြန်သွားပါတော့တယ်။တချို့ကတော့လက်ပံမင်းကြီးမှာကတ်နေတဲ့တရေကိုနှိမ်နှင်းမှုသူနေတဲ့အပင်ကိုခုတ်လဲပြင်းမှရမယ်လို့ပြောကြပြီးဥပကြိုင်ဆွေမျိုးတွေကလဲကိုတမို့လောက်ကင်နိုင်သူယူလို့ပြောထားတော့ခုတ်ပြဖို့ကြံစီချပြန်တော့ရွာမနေသူတွေကတော့ပတ်စံဘလောက်ပဲပေးပြီးလက်ပံမင်းကြီးအကြောင်းအားလုံးသိနေကြသူတွေမို့လို့ဘယ်သူမှအပင်ကိုမခုတ်လဲဝန်းပဲရှိနေကြဥပကြိုင်ဆွေမျိုးတယောက်ကအပင်ခုတ်လဲမဲ့သူနှစ်ယောက်ကိုခေါ်လာကြအပင်ခုတ်လဲမဲ့သူတွေမှာတရက်တပင်ရွာနဲ့3-4ရွာလမ်းနေရွာကခေါ်လာတာဖြစ်လူနှစ်ယောက်တွင်ကတော့မိုက်တီမိုက်ကန်တွင်နေဖြစ်ကြပြီးတော့သေပင်တပင်လဲယုံနဲ့မလောက်စရာငွေကြီးရမှာဆိုတာကြောင့်လိုက်လာခဲ့တာဖြစ်ရွာသားတွေမှာအဲ့ဒီလူနှစ်ယောက်ကိုကြည့်ပြီးတော့စိုးရင်ပြီးတော့တီတိုတတိပေးကြတယ်ဟေးလူတွေခင်ဗျားတို့အဲ့ဒီလက်ပတ်မင်းကြီးအကြောင်းမကြားဘူးကြဘူးလား
တရေတကောင်နေတာအတော်လေးကျန်းနေလေမလုံးဝင်းလို့ပြစ်ထားကြတာနေ့တွေကြားနေပြီဗျာဘေယောကအောက်လန်းဆရာတွေပြေးရတယ်လို့ဆရာတော်ကြီးတောင်လက်လျှော့ထားတာအပင်လေးတစ်ပင်ခုတ်ဖို့ငွေအများကြီးပေးထားတာတန်တရားဖြစ်စရာကောင်းနေတာခင်ဗျားတို့သတိထားသင့်တယ်ပြန်ကြပါဗျာတခုခုထိခိုက်သွားရင်မကောင်းလက်ပတ်မင်းတရေကလူကိုထိလေးရောက်လုံနိုင်တာခင်ဗျားတို့ထိခိုက်မှဆိုလို့စေရနာနဲ့သတိပေးတာပါရွာသားတွေစေရနာနဲ့သတိပေးပြောစကားကိုအပင်ခုံးမဲ့လူနှစ်ယောက်ကမတိမဲမြင်ပြုံးနေကြခင်ဗျားတို့စေရနာနဲ့သတိပေးတာကျေးဇူးပါဒါပေမဲ့လို့အကျုပ်ကတင်းချိုင်းတွေရဲ့အလောင်းစားနဲ့ညားရိုက်ဖူးတယ်တရေ6တဲ့နေရာညာဘက်ဖြတ်ဖူးတယ်တချို့နေရာတွေတကယ်လဲ6လန့်ခံရဖူးပါတယ်ကျုပ်ကြောက်အောင်6နိုင်တဲ့တရေမရှိသေးဘူးဗျကျုပ်လဲသူ့လိုပဲတရေတစ်စီတွေအကြောက်လန့်မရှိလို့တရေ6တဲ့တရင်ကြီးရဲ့လက်ပတ်ပင်ခုတ်ဖို့လက်ခံလိုက်တရေကျန်းနေထားသူတို့ကညားဘက်ပဲလူတွေကို6နိုင်ကြမ်းပြနိုင်တာပါကျုပ်တို့ကနေဘက်ခုတ်ဒီတရေဘာမှမလုပ်နိုင်ပါဘူးရွာသားတွေကခေါင်းသာရမ်းမိကြတေးပင်ခုံးမဲ့အစီအစဉ်ကိုဘယ်သူထားတာလက်လျှော့မဲ့အစီအစဉ်မရှိတဲ့အဲ့ဒီလူနှစ်ယောက်ကိုကြည့်ပြီးတော့စိတ်ပြက်လက်ပြက်နဲ့ခေါင်းခါရန်လိုက်မိကြတေးပင်ခုံးမဲ့လူနှစ်ယောက်မိမှာတော့ထိန်လင်းနဲ့ငတ်တိုင်းလူအမြင်ရသူတို့ရွာမှာမူယူတောက်စားပြီးတော့ပေတီနေကြတဲ့ဇယက်ချင်းတူနေကြသူတွေလည်းဖြစ်ကြတေးပင်ကြီးတပင်ခုတ်ပေးရမယ်စမာတင်းနဲ့ဆယ်ရမယ်ဆိုတဲ့အခါမှာရွာနီးချုပ်ဆက်မှာနာမည်ကြီးနေတဲ့လက်ပတ်မေကြီးမှသိတာကြောင့်တခြားသူတွေလက်ချောင်သွားကြပြီမယ်သူတို့နှစ်ယောက်ကတော့လိုက်လာကြတာဖြစ်တယ်ထိန်လင်းနဲ့ငတ်တိုင်းတရက်တပင်ရွာမှာရောက်ပြီးတော့နောက်တနေ့မနေ့ပိုင်းမှာလိုအပ်တဲ့ဓာလွှတ်သက်တွေယူပြီးတော့ရွာကထွက်ပြီးတော့ဥပကြိုင်လဲခွက်ကိုရောက်လာကြဥပကြိုင်လဲခွက်ကိုရောက်ပြီးတော့လက်ပတ်ပင်ကိုဖျက်ပြီးတဲ့အခါလိုက်ပို့တဲ့ရွာသားတွေပြန်သွားကြຫນွေကာလမို့လို့လက်ပတ်ပင်ကတော့လက်ပတ်ပွင့်နေတဲ့ဝေးစွာရှိနေပြီးတော့မြေပေါ်ကျကျွေနေတဲ့လက်ပတ်ပွင့်တွေကလည်းကောက်ယူသူမရှိတာကြောင့်နွမ်းကြောက်စွာရှိကြောင်းတွေ့ရတရေချောင်းနေတဲ့ပင်ကြီးကလည်းတာမန်လက်ပတ်ပင်တွေလိုပါပဲလားငတရဟုတ်ပါကွာဘာမှမထူးချောင်းတို့ရွာသားတွေလည်းခတ်ပါတရေကြောက်တဲ့အတန်းကြရင်မစူးစမ်းမစင်ကျင်လန့်တက်ကြတီးပင်ကြီးတွေအောက်ဆိုရင်လက်ရုပ်တွေထားတာရိုးရလို့ဖြစ်နေပြီချိန်လေးရလုပ်ငန်းစားကြတော့မလားစိုးပါသေးတယ်ကွာအေးစီလေးတောက်ပြီးတော့ခဏတစ်ဖြုတ်နေပြီးတော့ခုတ်ကြတာပေါ့သူတို့ပြောတဲ့အားစီကတော့ချက်ရက်တစ်လုံးသားဖြစ်နေရောက်သားလက်ပတ်မင်းကြီးအောက်ထိုင်ပြီးတော့ချက်ရက်ပလင်းကိုတယောက်တငုံမော့ပြီးတော့မြေပဲစားလို့ဝါလိုက်နေထင်ရမြင်ရစကားတွေပြောဆိုနေကြဟာဘလို့ဖြစ်တာလဲလက်ပံမွင်းကြွေတာထူးဆန်းလို့လားကွာတစုတစည်းတဲ့ငါတို့ဘောကြွေလို့ကွာအာနှစ်ယောက်သားခေါင်းပေါ်လေးမတိုက်ပါပဲနဲ့လက်ပံပွင့်နေအဆုပ်လိုက်ကြွေချလာတယ်လို့ချိန်လင်းခေါင်းပေါ်ကိုလက်ပံကိုင်းတကူကြွေချလာတော့လက်ပံကိုင်းကမကြည့်ပေမဲ့ချိန်လင်းခေါင်းဘူးထွက်သွားတယ်လက်ပံကိုင်းကအစိမ်းကြီးဘလို့ကြိုးကြတာလဲချိန်လင်းခေါင်းပေါ်ပြုတ်ချလာတဲ့လက်ပံကိုင်းမှာကိုင်းချောင်းမပဲနဲ့လက်လက်ဆက်ဆက်စိမ့်နေတာကြောင့်နှစ်ယောက်သားအံ့ဩသွားရတယ်တရေကငါတို့ကိုသွေးတို့စမ်းပြီးနေတူတယ်ချိန်လင်းလာကွာဒီလောက်တောင်ကျန်းတဲ့အပင်အရင်ကပါဖြတ်ချလိုက်ကြတာပေါ့ဒေါသစကားတန်တဲ့အတူထိန်လင်းမှာလိုအပ်တာတွေယူပြီးတော့လက်ပတ်မိန်အောက်သွားပြီးတော့သူ့နောက်ကငတိုက်လိုက်လာခဲ့ငမန်းဆွေလွှားကြီးအစွန်းတစ်ဖက်လက်ကင်ကိုတယောက်တစ်ဖက်ကင်ပြီးတော့ပင်စီကိုစတင်ပိုင်းဖြတ်ကြတော့တယ်ဟာတွေးတွေပါလားငတိုက်ပစ္စည်းတွေပါကွာထိန်လင်းကအယူသိမနေစမ်းပါနဲ့ဆက်ဖြတ်ကွာလက်ပတ်မိန်ကြီးကိုပိုင်းဖြတ်ပြီးတော့လွှတ်သွားအနှဲငယ်ပင်စီအတွင်းကိုဝင်သွားတာနဲ့ပင်စီအတွင်းကနေအနီရောင်သွေးတွေလွှတ်သွားလမ်းတစ်လျှောက်ပြက်ချရာကနေထွက်လာကြောင်းတွေးလိုက်ရတာကြောင့်ထိန်လင်းကရက်ပြီးတော့တန်တောပြောတော့ငတိုက်မှလည်းအနှဲငယ်စိတ်ယွံ့သွားပြီးမြင်စကားထင်းပြောလိုက်တာဖြစ်တယ်။နေအောင်သားတိပင်ကြီးကိုဆက်လက်တိုက်ဖြတ်နေရကသွေးရောင်တွေဇက်တိုက်စီးကြနေသလိုတချက်ချက်တဟဲတိပင်နဲ့လွှတ်သွားထိခိုက်ရာကမြည်တံကိုငါမင်းတို့ကိုတတ်မယ်လို့ကြားနေရတာကြောင့်နေအောင်သားတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ဆက်ဆွဲချပြန်လွှတ်တဲ့ချောင်းတိပင်အတွင်းရောက်သွားပြီးမချမီတွင်းမှာကောင်းကင်မှာတိမ်ဆိုင်တိမ်မဲတွေတက်လာပြီးတော့ပဝင်းချင်းကမှားရီမိုင်းပြသွားတော့တယ်။နေအောင်သားလွှတ်ဆွဲခြင်းရက်ပြီးတော့ပဝင်းချင်းချင်းတွေကိုကြည့်ရင်ထိတ်လန့်စိတ်နှဲငယ်ပြက်လာခဲ့။ငါတိုက်အချင်းကြီးစမ်းနေတော့ဒီလောက်နွေရာသီကြီးမိုးရွာမလားမသိဘူး။နွေရာသီမိုးရွာတာမကြုံဘူးလား။မင်းဘာတွေသွေးပြက်နေတာလဲထင်လင်း။အခုအချင်းကြီးကမတူဘူးလေ။ဒီပင်ကိုခုံးမိလို့အဲ့လိုမျိုးဖြစ်သွားတာလားမသိဘူး။ငါစိတ်တွေမတူမတန်ခံစားနေရတယ်ကွာ။ပြန်ကြရအောင်ကွာ။မင်းယူနေတာထင်လင်း။လက်ပတ်မင်းလဲမယ်လို့လေတလုံးမိုးတလုံးကြွားလာတာ။ခုမှပြန်ရွာလူတွေဘလို့တွေပြောချမလဲကွာ။အခုရောဘာဖြစ်နေလို့လဲ။ဟေးငါတိုက်အပင်ကိုလည်းကြည့်ဦးဘာကောင်ကြီးလည်းမသိဘူးဟာတည်လက်ပတ်မင်းတည်
နေရောက်သားစကားပြောဆိုနေကြချိန်မှာအပင်ကိုမောကြည့်မိတဲ့ထိန်လင်းကတရေတကောင်ကသူတို့ဘက်ခေါင်းလှည့်ပြီးတော့ဇောက်တို့ဆင်းလာတာကိုတွေ့ရတာကြောင့်အလန်တကြားနဲ့ငတိုက်ကိုပြောတော့ငတိုက်လေးအပင်ကိုကြည့်ပြီးတော့ထိန်လက်တကြားနဲ့អော်လိုက်မိတရေကြီးကတကိုယ်လုံးမဲနဲ့စွာရှိပြီးတော့မျက်လုံးကြီးတွေကလည်းနီရဲခက်ထန်စွာနဲ့အဆွဲငေါင်းငေါင်းနဲ့ရှိနေပြီးတော့ပါးစပ်ဟာပြီးတော့ရှာထုတ်လိုက်တော့နီရဲတဲ့ရှာကရှိကိုတထောင်ကျော်ခန့်ထွက်သွားကြောင်းတွေ့ရတာကြောင့်နေရောက်သားကြောင်းလန်းစိတ်နဲ့တကိုယ်လုံးတုန်တက်ပြီးတော့ခေါင်းတွင်ဘာမှစဉ်းစားမရဘဲနဲ့ကြောင်ကြီးကြည့်နေချိန်မှာတရေကြီးကတောက်တဲ့တကောင်လိုလင်းမြတ်စွာပြေးဆင်းလာပြီးတော့ငတိုက်နာကိုခုံချလိုက်တော့ငတိုက်နာချင်းကြောင်းလန့်စွာအော်တန်ထွက်ပေါ်လာခဲ့အယိုးကျိုးတန်အုံးနဲ့တူငတိုက်ဆက်ကိုတရေကလိန်ချိုးလိုက်တော့မျက်နာကနောက်ကိုလေထွက်သွားတော့ထိန်လင်းတယောက်တရေကြီးဇက်ကျိုးခံလိုက်ရတဲ့ငတိုက်ဖြစ်ကိုကြည့်ပြီးတော့ကြောင်းလန့်စွာထွက်ပြေးသွားတော့သူ့ခြေထောက်ကိုဆေးထန်တဲ့အရာတစ်ခုကရစ်ပတ်ပြီးတော့ကြည့်လိုက်တော့တရေကြီးရှာဖြစ်နေကြောင်းတွေးလိုက်ရတယ်ငါ့လို့ပြီအောင်မလေးဗျာတရေကြီးကရှာကိုဆွဲထုတ်လိုက်တော့ခြေမမြဲတော့ဘဲနဲ့ဘိုင်းကနေပြက်လဲသွားတော့တယ်အနီးရောက်လာပြီးတော့မောက်ရက်လဲနေတဲ့ထိန်လင်းမျက်နှာကိုအနောက်ကနေလဝါးနှစ်ဖက်နဲ့အုပ်ကန်ပြီးတော့ဆွဲချစ်လိုက်တော့မျက်လုံးနှလုံးပေါက်ပြီးတော့မျက်နှာသားတွေစုပ်ပြက်ပြီးမျက်နှာတစ်ခုလုံးသွေးဖုံးသွားပါတော့တယ်တရေကြီးကထိန်လင်းကိုမတက်ဖဲနဲ့လက်ပတ်မင်းပေါ်ကိုပြန်တက်သွားတဲ့ချိန်မှာမောင်မိုက်နေတဲ့ပေါင်ဝင်းကျင်ကတဖြည်းဖြည်းနဲ့လင်းလာကောင်းကင်ကတိမ်မဲတွေတစစကြီးလင်သွားတာကြောင့်ဖြစ်တယ်ထိန်လင်းမှာတော့သွေးတွေရွှဲနေတဲ့မျက်နှာကိုလဝါးနှစ်ဖက်နဲ့အုပ်ပြီးတော့နာကျင်စွာအော်ရင်းနဲ့မမြင်မဆန်းလဲလဲပြို့ပြို့ရှောက်သွားရင်းရှိနေခဲ့နေလေပိုင်းအချိန်လက်ပတ်ပင်ကုံရင်ခိုင်းသူတွေနဲ့ရွာသားတို့ချို့ဥပကြိုင်တဲ့ကိုရောက်လာကြအဝေးကပဲလက်ပတ်မင်းကြီးကိုမြင်ရသလိုခုတ်ဖြတ်နေတဲ့မကြားရတာကြောင့်အပင်ကြီးကိုမဝင်မရဲသွားကြည့်လိုက်တော့ရုပ်ပြက်ဆင်းပြက်သေးနေတဲ့ငါးတိုက်လောင်းကိုတွေးရတာကြောင့်ထိတ်လန့်သွားကြပြီးတော့ထိန်လင်းအလောင်းမတွေးရတာကြောင့်လိုက်ရှာကြတော့လေဝင်းတော်ဆက်တဲ့နေရာမှာမသေးဘဲနဲ့တွေးရပေမဲ့မျက်လုံးနှစ်ဖက်ပေါက်ထွက်ပြီးတော့မျက်နှာဆုပ်ပြက်နေတဲ့ထိန်လင်းကိုတွေးလိုက်ကြငါတိုက်ကတော့ဇက်ကြီးလေထွက်ပြီးတော့ပွဲချင်းပြီးသေသွားသလိုထိန်လင်းမှမသေးပေမဲ့မျက်လုံးပေါက်ပြီးတော့မျက်နှာမာရွတ်တွေနဲ့တက်တက်လုံးနေသွားရတော့မှလည်းဖြစ်အဲ့ဒီနေရာဖြစ်ကြောင်းလက်ပတ်မင်းတရေကြီးကြောင်းရွာနေချုပ်ဆက်တာမကပဲတခြားနေတွေထိပါပြန့်နှံ့သွားခဲ့အဲ့ဒီမှာနောက်တဲ့သတင်းကထွက်ပေါ်လာပြန်တယ်ဥပကြိုင်တက်တက်လုံးစုဆောင်းထားခဲ့တဲ့ရွှေငွေရတနာတွေလက်ပတ်မင်းကြီးအနီးပေါင်းဝန်းကျင်တတိုင်းမြုပ်နှံထားတော့အဲ့ဒီရတနာတွေကိုဆွဲလန်းစိတ်နဲ့ဥပကြိုင်တည်တဲ့အခါမှာလက်ပတ်မင်းမှာတရေအဖြစ်ရှိနေတာလို့ဆိုကြအဲ့ဒီသတင်းဘလို့ပြန့်နှံ့လာတယ်လဲဆိုတာတော့မသိအထီးကပစ္စည်းဥစ္စာမမောသူကတရေဖြစ်တဲ့အခါမှာအိမ်မှာတရေမတောင်းချမ်းပဲနဲ့လက်ပတ်မင်းပေါ်နေပြီးတော့အနာလာရောက်သူတွေချောင်းလန့်နေတာကြောင့်ဥပကြိုင်ကသူ့ဥစ္စာပစ္စည်းတွေကိုလက်ပတ်မင်းကြီးအနီးတဝိုင်မြုပ်ထားတယ်လို့တွက်ကြပွင့်ရလက်ပတ်မင်းအနီးမှာလူစုသွားပြီးတော့တူးဆွားတဲ့မြေချင်းတွေနဲ့နေချင်းညာချင်းပြင်းထန်သွားခဲ့ခြေချစရာနေရာမရှိအောင်မြေချင်းတွေပြင်းထန်သွားတဲ့အခါမှာအားလုံးရက်လိုက်ကြဥပကြိုင်ဆွေမျိုးတွေကပစ္စည်းရှိနိုင်မယ်ထင်တဲ့နေရာတွေကိုသူတို့ဥပြီးတော့တခြားလူတွေမတူခိုင်းတဲ့အတွက်ရွာသားတွေနဲ့ပြဿနာဖြစ်ုံသာအဖက်တင်ကြံရစ်ခဲ့အားလုံးဥပကြိုင်လက်ပတ်မင်းအနီးတူးဆွားခြင်းရက်ပြီးတော့ဆေးရခန့်အကြမှာတရက်တပင်ရွာတင်းချိုင်းစက်မှာလူတယောက်ကိုတင်းချိုင်းနီးသွားသူတွေတွေ့ကြရညီတေတဲ့ဝေစာသပင်းစုပ်ကမဲနဲ့တဲ့သွားတွေနဲ့အသက်50ကျော်လူတယောက်ဖြစ်တယ်သူ့မှာတပည့်တယောက်လည်းပါတယ်တရက်တပင်ရွာသားပေးစီကစားနေရိတ်ခါတွေသွားပို့ရင်လည်းအဲ့ဒီလူနဲ့စကားပြောနေတာမို့လို့ရွာသားတွေကအဲ့ဒီလူနှစ်ယောက်အကြောင်းကိုဆက်စုမေးမြန်းကြတယ်ပေးစီအဲ့ဒီလူနှစ်ယောက်ကအထူးဆန်းပါလားဟိုသူတို့ကဘဲကလေရွာထဲလေမလားတင်းချိုင်းမှာပဲနေဆရာကြီးဗျအောက်လန်းဆရာလားအထက်လန်းဆရာလားတော့မသိဘူးအတော်စွမ်းတယ်စုံးကဝေပြူစားခံရသူတွေဆရာကြီးအကြီးတစ်ချက်နဲ့လက်အုပ်ချီသွားရတယ်တရေတစီပူးနေတာလားဆရာကြီးဖနှောက်တစ်ချက်ပေါက်လိုက်တယ်နဲ့တခါတည်းထွက်ပြေးတော့တာပဲဆရာကြီးနာမည်ကဦးမဲတူလို့ခေါ်တယ်အရက်တကာနဲ့တကာတင်းချိုင်းတွေမှာသူ့ပညာစွမ်းမြင့်နေတာကျန်တယောက်ကမောင်ခွေးလို့ခေါ်တယ်မိဘမဲ့မှုတနာလို့ဆရာကြီးကခေါ်ကျွေးထားတာမင်းနဲ့ဦးမဲတူဘယ်လိုရင်းနှီးသွားကြတာလဲတစ်ဖက်ရွာအာသူဘတကူမှာဖဲရိုက်ဖို့သွားတော့ဆရာကြီးနဲ့လမ်းမှာစုံတယ်ကောင်းလေးတဲ့မင်းဖဲရိုက်သွားမှငါသိတယ်ရော့ဒါလေးယူသွားညတနားရီကျော်ရင်ဆက်မရိုင်းနဲ့တော့လို့ပြောပြီးတော့ပြေးလာတာငါလည်းအံ့ဩပြီးတော့ကြည်လိုက်ပြီကျွန်းနဲ့လှုပ်ထားတဲ့နာနာဘွားအချုပ်ကလေးငါနဲ့လည်းမသိပဲဖဲရိုက်သွားမယ်သိပြီးပြေးတာထူးဆန်းနေဆိုပြီးတော့အိတ်ထဲသိမ်းပြီးတော့ရိုက်တာနိုင်လိုက်တာဆိုမှဘဲမော်အောက်ထားသလိုဖြစ်နေတာငါလေးတနားရီထိုးတာနဲ့ထွက်လာပြီးတော့ငါလွယ်အိတ်ထဲပတ်စံအပြေးပဲရွာပြန်ဖို့ကပတ်စံတွေနဲ့မို့အနေအများတာမို့လို့အသေးတယောက်အိမ်ဝင်အိတ်ပြီးတော့နောက်နေ့မနေ့လွယ်အိတ်ထဲကအယုတ်ကလေးကိုပြန်ရှာကြည့်တော့မရှိတော့တာတွေ့ရတယ်ကွာငါလည်းကောင်းမီတောင်းလိုက်ရှာပြီးမှတွေ့တာမို့လို့ဆရာကြီးပုံစံကိုရွာကလူတွေမေးပြီးတော့စုံစမ်းတော့ရွာပြင်သေးချိုင်းမှာဆရာကြီးနဲ့သူ့တပည့်ကိုတွေ့ရတာပဲပေစီစကားကိုရွာသားတွေငြိမ်သက်စွာနားထောင်နေကြတယ်ပေစီကစကားချေပြောလိုက်ရတာကြောင့်မောသွားဟန်နဲ့ရေတစ်ခွက်တောက်ဆက်ပြောလေးပေစီဆရာကြီးမဲတူနဲ့တွေ့တော့ဘာဆက်ဖြစ်ကြသေးလဲငါတော့ဆရာကြီးမဲတူနာမှာပပြင်းထောင်နေတဲ့မွေးနှကောင်ရှိနေတယ်
ငါနာတိုးသွားတော့ပပြင်းထောင်တယ်ဆရာကြီးလက်ဝါးနဲ့ခေါင်းကိုတက်ချလိုက်တော့မှမန်လျှော့သွားကြတယ်ဟိုပြီးတော့မေးတယ်ကွာမင်းဖဲနိုင်လာတယ်မဟုတ်လားတဲ့ငါစကားနားထောင်လို့သာမင်းနိုင်တာတကယ်လို့ငါစကားနားမထောင်ရင်မင်းရှုံးမှသေးကြတယ်အယုတ်စွမ်းကတနအီနောက်ပိုင်းအစွမ်းမဲ့သွားတယ်တဲ့ငါလည်းအဲ့ဒီရုပ်ကလေးပျောက်သွားတာပြောပြီးတော့အဲ့ဒါတပွဲထိုးအယုတ်မလို့ပျောက်သွားတယ်လို့ပြောတယ်ငါလည်းဆရာကြီးကိုအတော်လေးလေးစားသွားတယ်ကွာအပြန်လေမိတ်ဆက်စကားပြောကြရင်လည်းဆရာကြီးအကြောင်းလေးသိခွင့်ရခဲ့တယ်ဘဲနိုင်အဆောင်လေးတောင်းတော့9ခုပေးတယ်တပွဲတရုပ်ညတနာရီထက်မပိုရတဲ့စီကံပြောပြတယ်မင်းတို့ရွာနောက်တစ်ပတ်နေရင်လာမယ်တွေးချင်အင်းချိုင်းလာတွေးတဲ့တကယ်လေရောက်လာခဲ့တယ်လေအခုတွေးကြပြီမဟုတ်လားရွာတွေကစုံးမတွေတရဲတစေတွေကတော့နေကြဘုံပြောက်တော့မှာပဲပေစီကပြောလို့ရပြောပြီးတော့ထွက်သွားခဲ့ပေစီကဖဲသမားအမြဲတစေအကျွေးတပုံရှိနေသူကနေချင်းညချင်းဟန်ချင်းဆွဲကြိုးနဲ့တောက်ပြောင်စွာဝဲစားပြီးတော့သပင်ကိုစီထက်အရွှဲသားနဲ့ငကိုနဲ့မတူပြောင်းလဲသွားတဲ့ပေစီဖဲဝိုင်းတကာမှနိုင်နေပြီးတော့ပေစီဖဲမော်အောင်နေပြီးထင်းနေကြသူတွေကသူ့အကြောင်းလာမေးရမှာပြုံးပြီးတော့သာထွက်သွားရကနေသူ့ဆရာဆိုသူရောက်လာတဲ့အခါမှာသူ့ဆရာအဆောင်ကြောင့်ဖဲနိုင်တာကိုတည်သွားကြတော့ဆရာကြီးမဲတူမှာရွာမနေချင်းညာချင်းနာမည်ကြီးသွားတော့တယ်မက်ဆီကအက်ရာအရက်တစ်ခုမှာပါဝင်တဲ့တင်ချိုင်ကွန်းအတွင်းလူတွေစီကားနေတယ်ဆရာကြီးမဲတူထံရောက်လာကြတာဖြစ်တယ်ရောက်လာသူတွေမှာအကြောင်းရင်းများစွာရှိဖဲသမားကဖဲနိုင်စေဖို့အဆောင်မိမလိုက်စားသူတွေကကောင်းမလေးတွေသူတို့နားကိုကတ်လာစေဖို့အဆောင်လက်ဖွင့်ကာယဒိဋ္ဌိပိယဒိဋ္ဌိစွန့်ချိုတရေနဲ့ရောက်လာကြသူတွေနဲ့နေညမပြတ်သလိုလက်ဆောင်ပစ္စည်းတွေကလည်းဇရက်တောက်မှာစုပုံနေမဲတူဆိုတဲ့ဆရာကြီးရောက်လာပြီးတဲ့နောက်မှာရွာမှာဟိုလူတစ်စင်ဝင်ဘူးဒီလူမြေဖို့ဘလူဝင်ဘူးနဲ့ရှိနေကြဆရာကြီးမဲတူကအစကရွာမှာမဝင်ပေမဲ့နောက်ပိုင်းရွာတွင်းဝင်ပြီးတော့ဝင်မှုခံရသူမှန်သမျှပရာလောကသားတွေနှိမ်နှင်းပေးလာငွေကြေးလဲရဆရာလည်းအခေါ်ခံရတာကြောင့်မဲတူနာမည်ကြီးနေပေစီလည်းဖဲမြိုက်ဖဲနဲ့မဲတူတပဲခံယူပြီးတော့နောက်ကနေလိုက်လာခဲ့တခုသောညရဲ့လူရှင်းတဲ့ချိန်ရင်းနှံစီမီးလုံးထွန်းပြီးတော့မဲတူတို့ဆရာတပဲ3ယောက်ဝိုင်းဖွဲ့ထိုင်နေကြငါမင်းကိုရေးကြီးစကားပြောစရာရှိတဲ့ပေစီပြောလေဆရာကြီးဘာကိစ္စများလဲငါဒီရွာကိုလာတဲ့အကြောင်းရှိမင်းတို့ရွာသားတေးပြီးတော့လက်ပတ်မင်းတရေဖြစ်နေတဲ့ဘားကြိုင်ကိုသိဩတနေ့လုံးသိရေးဆရာကြီးဘာများဖြစ်လို့ပါလဲဘားကြိုင်ကမိဘဆင်းရတော့မိုးကုတ်ဘက်အလုပ်သွားလုပ်ရင်းနဲ့တထေးကြီးသမီးတယောက်ကပိုင်းကြံပြီးသူတို့ဘိုးဘွားပိုင်နန်းစင်ဗရမ ्या ကြီးကိုခုတ်ပြီးတော့ထွက်ပြေးသွားတယ်ကွာအဲ့ဒီဗရမ ्या တန်ကြီးကငါတို့တသက်စားမကုန်ဘူးကွာဟင်ဦးဘားကြိုင်ကလူပြိုကြီးပါမိုးကုတ်မှာအိမ်အောင်ကြတာလားဘယ်သူမှမသိတယ်လို့ဗရမ ्या ကိုးလာတဲ့အကြောင်းသူ့မိသားစုတော့မသိကြဘူးတကယ်ဆိုရင်ချမ်းချမ်းသာသာနေမှာပေါ့အခုလိုဘာလို့တောမှာလေလုံးရတဲ့တော်သတိလုံနေရမှာလေဒီကောင်းရောက်ခမကလက်တန်ရှိတယ်ဘားကြိုင်ကြုံရနေရတတ်ဖို့သူ့လူတွေလွတ်ပြီးတော့ရှာသလိုရတနာသမားတွေကသူ့အသိတွေမို့လို့ဗရမ ्या ခိုးခံရကြောင်းအားလုံးကိုအသိပေးထားတာမို့လို့ဘားကြိုင်မလုပ်ရဲဘူးကွာဒီကောင်ကလောဘကြီးတာကလွဲရင်လူတော့ဝင်မဆန့်တဲ့ကောင်ပြောရရင်တော့လူကြီးမလဲဘူးပေါ့ကွာဦးဘားကြိုင်ကြောင့်သူတို့ရွာသားတွေမသိသေးတဲ့လိုအပ်ချက်တွေပြောလာတာကြောင့်ပေးစီအံ့ဩစွာရှိနေအဲ့ဒီအဖြစ်အပျက်ကကြာပြီလားဆရာကြီးနှစ်အဖြစ်ဘယ်တော့ကြာပြီလဲဒီကောင်အသက်30ကျွေလောက်ကဖြစ်ခဲ့တဲ့ကိစ္စပဲဒီကောင်60ကျော်လောက်ဆုံးတာတင်ဘားကြိုင်ဘွားကမြင်သာမြင်ရမကျင်ရတဲ့ဘွားနဲ့တန်မိုးကြီးဗရမ ्या ကြီးကိုအလားကြည့်ပြီးတော့တည်သွားရရှာတယ်တနာရလို့ပြောရမလားပဲကွာဂျူးလိုက်တာဗျာတထေးသမီးတယောက်ယာထားတာငိမ့်လိုက်ရင်ပြီးရောအေးအေးဆေးဆေးနေတထေးအမွေရမဟုတ်ဘူးလားဗျာတထေးသမတ်ဆိုပေမဲ့သူကအိမ်မှာအခိုင်းအစေသာသာအဆင့်နေရတယ်လို့တော့ကြားတာပဲအဲ့ဒါကြောင့်စိတ်နာပြီးတော့ခိုးသွားတာလည်းဖြစ်နေငါသူ့အကြောင်းကိုစုံစမ်းသူ့ကိုရှာနေတာကြားပြီအဓိကအချက်သူ့စီကဗရမ ्या ကြီးကိုလိုချင်လို့ပဲသူ့ကိုအတွင်းရင်မရရတဲ့နည်းနဲ့ယူပြီးတွေးထားတာတေးသွားတော့ပိုကောင်းတာပေါ့အလွယ်ယူလို့ရသွားတယ်ပြောရဆရာကြီးသူ့ပိုင်ဆိုင်မှုသူဝတ်ခဲ့တာလေဘလို့ရအောင်ယူလို့ရမလဲဗျငါအောက်လန်းဆရာလေတရေကိုစာဖွဲ့နေမလားကွာသူ့ကိုဖမ်းချုပ်ပြီးတော့သူ့စီကပစ္စည်းဝတ်ထားတဲ့နေရာကိုမေးယုံပဲဟာအဲ့ဒီလူကြီးကအတော်လောဘကြီးတာနော်အဖေပြောတာကြားဘူးတာကလောဘကြီးပစ္စည်းဥစ္စာခင်းတွေဆွဲလန်းပြီးတော့တေးသူဘုန်းကြီးတွေလိုမကြွတာအဲ့လိုတရေတစီတွေကတအားဆွမ်းတာတဲ့ဖြစ်ပါမလားဒီတိုင်းပဲဆရာတပည့်တွေလှုပ်ရှားကြတာကောင်းပါတယ်ဒီနှစ်ပဲ6ပြားလောက်ကဘာရလို့လဲငါတဲ့ဆွမ်းတဲ့အထက်လန်းဆရာကြီးနဲ့တွေ့ငါပညာနှုတ်ခံရမှာမင်းတို့ရွာသားတွေကိုပူတဲ့တရေတစီတွေကငါမွေးထားတဲ့တရေတွေအထက်လန်းဆရာတယောက်နဲ့တွေ့ငါလှုပ်ထားမှတန့်သိမှာအဲ့တော့ဗရမ ्या ကိုသာရရင်ငါတို့ဆရာတပည့်တွေချမ်းချမ်းသာသာနေနိုင်ပြီမင်းကိုယုံကြည်လို့တပည့်တယောက်လိုချစ်လို့ငါပြောပြတာမင်းမလုံးဝင်ရင်နေခဲ့ဒီအကြောင်းတခြားလူတွေပြောရင်တော့မင်းဘယ်ပြည့်ပြည့်ငါတက်ကမလွတ်စေအောင်ဒီတိုင်းနေလေဆင်းရဲတွင်နှံ့နေတာ
ဆရာကြီးကြောင့်သာအနေစားချောင်းနေတာလုံးမယ်ဗျာဆရာကြီးခိုင်းနေရခိုင်းဒါမှငါတပည့်ပဲမောင်ခွေမင်းရောဘယ်လိုလဲဆရာကြီးလူတက်ရင်အလောင်းဖြောက်ဖို့ကျွန်တော်တောင်းဝင်ထားဆရာကြီးငရဲကိုဆင်းရင်တောင်းနောက်ကကတ်လိုက်မယ်တပည့်မျိုးပါဆရာကြီးမင်းစကားကြိုက်ပြီမောင်ခွေကျွေးမွေးရကြိုနဲ့တဲ့ကောင်းမယ်လုပ်ငန်းဘယ်တော့စကြမလဲဆရာကြီးငါနေမကောင်းလို့ဘယ်သူမှငါစီကိုမလာကြဘူးတရင်ဖြန့်ပြီးမနေ့ပြန်ညသွားကြတာပေါ့လာရအောင်တင်းချိုင်းကွန်စီရက်မှာဆရာတပည့်သုံးဦးလှုပ်ဝက်တဲ့အစီအစဉ်တကူပြုလုပ်ရင်ရှိနေကြဥပါချိုင်လှုပ်ဝက်ချက်ကတော့ကြားရသူပေါင်းပါဇက်ဟောင်းသာဖြစ်စေလောက်တဲ့လှုပ်ဝက်မှုမျိုးဖြစ်နေတသက်သာစားမကုန်နဲ့စီးစိမ်ချမ်းသာမျိုးရနိုင်တဲ့တောတတိဘားချိုင်ကပြင်ပန်းစင်းရဲစွာလောက်ကန်ရင်းနဲ့တရေဘွားရောက်နေတာကလေလူတွေချမ်းမှာကတန်ဝေကရစရာဖြစ်နေနောက်တစ်နေ့မနေ့မှာပေစီကရွာတွင်လှည့်ပြီးတော့တရင်ဖြန့်သူ့ဆရာနေမကောင်းလို့ဘယ်အလုပ်မှမလုပ်ပေးနိုင်ကြောင်းတရင်ဖြန့်တာဖြစ်လိုအပ်တာတွေကိုမောင်ခွေလိုက်ဝယ်ကြနွားရကောင်မင်းဝယ်ခိုင်းတဲ့အတွက်ပေစီကအံ့ဩနေပြီမဲ့ဆရာဖြစ်သူကိုမမေးတော့ဘဲနဲ့ဈေးကောင်းပေးပြီးတော့ရအောင်ဝယ်လာခဲ့ညမောင်ပြီးတော့လာရောင်မှုံဝမ်းဝမ်းအောက်မှာဆရာတပည့်၃ယောက်ဥပကြိုင်လေခွင်းစီကိုထွက်လာကြရွာကနေတနားရီခန့်ရှောက်လာပြီးတဲ့အချိန်မှာဥပကြိုင်လေခွင်းကိုရောက်လာကြလက်ပံမင်းကြီးကတော့အယိုးကျဲကျဲနဲ့မကောင်းစဝါးကြီးတကောင်ဘက်မှာပေစီမျက်လုံးတွင်မြင်နေမိအယိုးဆွဲအောင်ကြောက်လာရတဲ့အပြင်မို့လို့သူ့ဆရာနဲ့မောင်ခွေးစိတ်တွင်ဘလို့ရှိတယ်မသိသူကတော့ကြောက်မိနေတာလည်းဖြစ်လက်ပတ်မင်းကြီးကိုရောက်တဲ့အခါမှာမြေချင်းတွေပွားစာကျဲနေတာမို့လို့မလက်မကက်မှရက်လိုက်ကြဆရာကြီးမဲတူကတော့သူယူလာတဲ့လူရိုးကောင်းတစ်ခုကိုဖျောင်းတိုင်အမွှေးတိုင်တွေထွန်းပြီးတော့မောင်ခွေးတယ်လာတဲ့ကြက်ဖို့ကြက်မနှက်ကောင်ကိုလဲလီတက်လိုက်ပြီးတော့ကျလာတဲ့သွေးတွေကိုတော့အယိုးကောင်းပေါ်လောင်းချပြီးတော့ဂါရမန်တန်မန်းမုံရင်ရှိပေစီကတော့ရုံးကက်နေတဲ့နွားကိုနှစ်ဖားကနေကန်ပြီးတော့မနေထိန်နေရမင်းတို့ဒီနွားတစ်ကောင်တော့မထိန်နိုင်ကြဘူးလားတက်လိုက်ကြတော့ဟုတ်ကျွန်တော်နွားမတက်ဘူးလို့မတက်တယ်ဘူးဆရာကြီးဟိုအပြင်မှာခြီပေးဗျာကျွန်တော်တက်လိုက်မယ်ရဲဦးမဲတူစိတ်မရှိစွာပြောလာတဲ့စကားကြောင့်ပေစီအခက်ကြုံသွားပြီးတော့သူ့ပြဿနာကိုမောင်ဖေးကဖြေရှင်းတာကြောင့်အနီးနားတောင်ကြီးတစ်ပင်အောက်ကိုဆွဲခေါ်ပြီးတော့ကျိုးတိုတိုချီခိုင်းပြီးတော့သူယူလာတဲ့ပစိန်နဲ့ရုံးကန်နေတဲ့နွားငယ်ထိတ်ကိုနှစ်ချက်ဆင်းထူပြီးတော့နွားအသက်ကိုအဆုံးသတ်ပေးလိုက်မောင်ဖေးကဆရာဖြစ်သူအလုပ်ကိုသိနေသူမို့လို့နွားကိုဖျက်ပြီးတော့ယူသွားပေးလိုက်ဆရာဖြစ်သူကသွေးရဆက်ဆက်ကျနေတဲ့နွားကောင်းကိုဖြုတ်ခိုင်းပြီးတော့ငါတပည့်ကြီးငတ်ဆန်းသားကြီးမင်းကိုဆရာခေါ်နေတယ်ဆရာတန်ကြိုင်းရောက်ရရက်ကမြန်လာခဲ့ကွာပေစီနဲ့မောင်ခွေးကနွားကိုခုတ်ထစ်ပြီးတော့ဖြတ်နေကြတယ်ဟိုဆရာကြီးဘာလုပ်နေတာလဲမောင်ခွေးသူမွေးထားတဲ့တပည့်ကိုခေါ်နေတာအယိုးကောင်းကအခုခေါ်နေတဲ့မကောင်းဆိုးကအယိုးကောင်းပဲအမြန်လို့ဗျာမကြခင်မကောင်းဆိုးကလာတော့မယ်ရောင်ချဖို့မဟုတ်တဲ့အတွက်ပေါင်းတဲ့ချောင်းလက်နဲ့ချောင်းခုတ်ပိုင်းပြီးတော့ဝမ်းခွဲကလေးစားတွေအထွေးလိုက်ထွက်ပြီးတော့တခြားသားတွေကိုအတုံးကြီးတွေခုတ်ပိုင်းကြတယ်မောင်ခွေးကလုံးနေကြပုံစံနဲ့တွက်လက်မြန်ဆန်စွာနဲ့ခုတ်ပိုင်းနေသလိုပေစီကသားတွေကိုဆရာဖြစ်သူပုံခိုင်းတဲ့နေရာမှာပုံနေရသလိုသုံးလေးပိတ်သာယူထားရအားလုံးပြီးတဲ့အခါမှာနှစ်ယောက်သားဆရာဖြစ်သူအနာကိုကတ်နေကြပေစီကလက်ပတ်မင်းကိုထိတ်လန့်စွာကြည့်နေပေမဲ့ဘာလှုပ်ရှားမှုမှမတွေ့ရတတုံးတုံးအတန်တွေကြားနေရတာကြောင့်ကြည့်လိုက်တော့လာရအောင်မှာအရက်9ပေခန့်အမြင့်အမွေးချမ်းရှည်ကြီးတွေနဲ့အကောင်ကြီးတကောင်သူတို့အနီးကိုရောက်နေကြောင်းတွေးလိုက်ရတာကြောင့်ထွက်ပြေးလို့စိတ်တွေတဖားဖားပေါ်နေမိအကောင်ကြီးအနီးနားရောက်လာတဲ့အခါမှာပို့ပြီးတော့ကြောက်စရာကောင်းကြောင်းတွေ့ရတယ်။နီရဲပြူးကျဲတဲ့မျက်လုံးကြီးနှလုံးပါဇက်တွင်းမှာချွန်ထက်နေတဲ့ဆွဲတွေနဲ့ကြောက်စရာကောင်းတဲ့အကောင်ကြီးကိုဖြစ်ကြောင်းတွေ့လိုက်ရ။ငဆန်းသာမင်းဝေရေးကြီးကိစ္စကြီးလို့ခေါ်လိုက်တာပဲ။ဟိုမှာမင်းအတွက်စားစရာပြင်ပေးထားတယ်။စားကွာတော်ဝါကြီးစား။ငဆန်းသာဆိုတဲ့မကောင်းဆိုးဝါးကြီးကဆရာကြီးမဲလူထံကနေခွင့်ပြုချက်ရပြီးမို့လို့အမဲသားပုံနာကိုခြေလမ်းကျဲကြီးတွေနဲ့ပြေးသွားပြီးတော့စောင်းကြောက်ထိုင်ပြီးတော့အားရပါရစားနေတော့အသားတွေကိုဘလုတ်ပလောင်ဆွဲဖဲ့စားနေတယ်လို့အယိုးတွေကြိုက်ဝါးတန်တွေပါကြားနေရနွားရကောင်လုံးချန်ထားတာကလွဲပြီးတော့နိုင်ဝက်နီးပါးမှာတရေကြီးကအကုန်းစင်စားလိုက်ပြီးတော့အယိုးကန်းနေတဲ့အသားတွေကိုပင်ဖဲ့ခွာစားနေဆရာကြီးမဲတူကနွားကောင်းကြီးဖြုတ်ပေးလိုက်တော့အာဘတရားကြိုက်ဖဲ့စားတော့နေပြန်လက်ပံပင်ကကောင်းမင်းစင်းလာမလားမလားဘူးလားမင်းမလာရင်မင်းနေတဲ့နေရာကိုဖျက်ဆီးဖို့ငါတပည့်ငဆန်းသားကိုလွတ်လိုက်ရလိမ့်မယ်ဆရာကြီးရဲ့စကားတန်တဲ့အတူလာကိုတိမ်မဲခဏဖုံးသွားတော့ပဝင်းကျင်အလင်းအားပျော့သွားခဲ့ဟာဟိုမှာအကောင်ကြီးတကောင်ဆရာကြီးတိတ်တိတ်နေပေစီဆရာကြီးစကားပြောနေချင်းပြတ်မပြောနဲ့မင်းအကြောင်းငါအားလုံးသိတယ်တရေပါကြမင်းဝက်ထားတဲ့ရတနာတွေကိုငါစိတ်ဝင်စားဗရံများကိုတော့ငါလက်အပ်ပါလာရောင်ပြန်လေကြည်လင်သွားတဲ့အချိန်မှာလက်ပတ်ပင်ပေါ်ကနေမဲမဲကောင်ကြီးတကောင်ဇောက်တိုးဆင်းလာနေကြောင်းတွေ့ရဆရာကြီးစကားအစုံအော်ရှာအကွဲတဲ့စကားတန်ကြီးကြားလိုက်ကြရမပေးဘူးဒီရတနာတွေကငါ့အပိုင်ဘယ်သူမှမပေးနိုင်ဘူး
မင်းရတော့ခေါင်းမှာပါလားအေးစေးထုတ်ပေးလိုက်ရင်ငါတို့ပြန်တကယ်လို့မထုတ်ပေးရင်ငါကြောင်းသိပေးဦးငါရနာတွေကငါအသက်ထဲတန်မိုးထားတယ်မဆန့်တာလက်ပံမင်းဘောကလောဘတစ်စေတရေကောင်ကိုတစ်ချက်လောက်မှတ်လောက်တောင်းဆုံးမဆန်းကွာငဆန်သားဆိုတဲ့မဲသားစားနေတဲ့တစ်စေကြီးကသူ့ဆရာမိန်ရတာနဲ့တွင်းကျိုင်းတွေကိုခုံဖြတ်ပြီးတော့ပြေးလွှားသွားတယ်လို့အပြင်ဘောကတရေဘားကြိုင်ကလည်းခုံဆင်းလာပြီးတော့ထိတ်တိုက်တွေးတဲ့အခါမှာတိုက်ခိုက်ကြဦးဘားကြိုင်တရေကြီးကငဆန်သားနဲ့ဆိုရင်အကောင်သေးသွားပြီမြင်လောဘစောကတ်နေတဲ့တစ်စေမို့လို့သူ့ပစ္စည်းတွေမပေးရဘူးအပြင်းထန်ပြန်တိုက်ခိုက်ရင်ရှိနေဒီအနီးနားမှာကောင်းတယ်ဖန်ဆင်းနိုင်တဲ့တရေတွေရှင်ထွက်ခဲ့မင်းစားဖို့အစာပေးလက်ပတ်မဲ့တရေကိုဝိုင်းတိုက်ရမယ်ဆရာကြီးမဲတူစကားမဆုံးခင်မှာလေကွင်းပြင်မြန်ရင်ပြင်တွေရုံးချပြီးတော့မကောင်းစွာတရေတကောင်မက်တဲ့ရက်လာခဲ့ကျောင်းလန့်ဆရာရုပ်သွင်းရှိတဲ့လူရွယ်စားမကောင်းစွာတရေတကောင်ဖြစ်ဆရာကြီးဦးမဲတူကျန်တဲ့မဲသားတွေကိုမကောင်းစွာရှိရာကိုပြစ်ပေးလိုက်တော့ပေစီနဲ့မောင်ခွေးကလက်ကျန်မဲသားတွေပြစ်ပေးလိုက်တော့မကောင်းစွာကကိုက်ဖက်စားတော့ရင်ရှိနေတစ်ဖက်မှာတော့လက်ပတ်မဲ့တရေဘားကြိုင်နဲ့ငဆန်းသားမကောင်းစွာနှစ်ကောင်တိုက်ခိုက်အမဲသားတွေစားလို့အားလုံးကုန်သွားတဲ့မကောင်းဆိုးဝါးကတိုက်ခိုက်နေကြတဲ့မကောင်းဆိုးဝါးတွေရှိရာကိုပြေးလွှားသွားပြီးတော့ငဆန်သားဘက်ကကိုတိုက်ပေးနေတဖုံဖုံတဖိုင်းပိုင်းတန်တွေကတိတ်ဆိတ်နေတဲ့ညမှာစူးညံ့စွာထွက်ပေါ်နေတကောင်ထဲကိုပင်မနေ့ခုခံတိုက်ခိုက်နေရတဲ့တရေပါချိုင်ကနှစ်ကောင်ဝိုင်းတိုက်ကြတော့မခံနိုင်တော့ပဲလက်ပတ်မင်းဘောကိုတက်ပြေးပြောက်ွယ်သွားတော့တယ်ဒီတရေနေစရာပြောက်သွားအောင်မိရှို့ပြရမယ်ဆရာကြီးမဲတူတယောက်ဒေါသပေါက်ခဲ့ပြီးတော့အပင်ကိုမိရှို့ဖို့ပြောနေချိန်မှာမမျော်လေးနဲ့အဖြစ်တခုပေါ်လာခဲ့ဟာမောင်ခွေးမင်းဘာလုပ်တာလဲဂျိုဒီရဲ့မောင်ခွေးတယောက်ဓာတ်နဲ့သူ့ဆရာဦးမဲတူလေပင်ကိုခုတ်ဖြတ်လိုက်တော့မိနေအောင်သွေးထားတဲ့ဓာတ်ချက်ကြောင့်ဦးမဲတူလေပင်ရေပြားတဲတဲသာကျန်ပြီးတော့အော်ပင်မအော်နိုင်လိုက်ဘဲနဲ့သွေးတွေလေပင်ကနေပန်းထွက်ပြီးတော့ခေါင်းကြီးဘေးတစ်စောင်းကျပြီးတော့ခြေဆက်လန်းကတည်းတရိုင်သွားရင်လဲကျသွားခဲ့မောင်သွေးမြက်သားကပါနဲ့ရောင်ပြောင်းသွားပြီးတော့သွေးစွန်းဓာတ်ကြီးကိုကင်ပြီးတော့ရက်ဆက်စွာပြုံးနေပေစီမှာငကိုကပင်ကြောင်းလန့်နေသူဖြစ်တော့ကြောင်းလန့်မှုအမြင့်ဆုံးအချိန်ကိုရောက်သွားခဲ့ရဒီရဲ့နဲ့ကောင်ကဆရာကြီးဦးမဲတူအနာကိုပြေးလာပြီးတော့ကြိုက်ဖဲစားတောင်းနေကြဟာငါပိုင်နေလာပြီးတော့ငါရတနာတွေလိုချင်လို့လားမရဘူးမင်းတို့ဘယ်တော့မှငါရတနာတွေယူလို့မရဘူးပေစီကတော့အချင်းနေမကောင်းတာမို့လို့ရွာကိုတုတ်ချေတင်ပြေးလာခဲ့မောင်ခွေးကိုအမတရေပါးကြိုင်ဝင်ပူးပြီးတော့တက်လိုက်တာလို့ပြေးလွှားရင်းနဲ့တွေးနေမိအမောဖောင်းမတဲ့ရွာကိုပြေးလာတော့ဘယ်လိုရောက်လာပဲမစိုးနိုင်ကမှုစုတို့ပြေးလာတဲ့ပေစီကိုရွာခိုးတွေဝိုင်းအောင်ကြရွာတွင်းအိမ်တိန်ကိုတခိုးကတ်လာတာဆိုပြီးတော့နိုးလာကြတဲ့ရွာသားတွေကအမောဖောက်ပြီးတော့ရွာလန်းတနေရာမှာလဲကျသွားတဲ့ပေစီကိုတွေးရတာကြောင့်အမောပြေအောင်ရက်ခတ်ရေးတိုက်နေကြရွာသားတွေကသူ့ဘာကြောင့်ပြေးလာတာကိုတယောက်တစ်ပေါက်မေးကြတာကိုလည်းမဖြေနိုင်သေးဘူးအသားတွေတစက်စက်တုံပြီးတော့ပဝင်းချင်းကိုမလုံးမလဲလိုက်ကြည့်နေလူတွေကြားရောက်နေတဲ့အတွက်အကြောင်းနည်းငယ်ပျောက်သွားပြီးတော့သူကြုံရသမျှပြောပြတော့ရွာသားတွေကဥပကြိုင်လိုဝက်ချက်သိရတယ်လို့မကြံကောင်းမစီကောင်းကြံစီတဲ့ပေစီကိုဝိုင်းဝန်းပြစ်တင်နေကြတယ်မိုးလင်းပြီးတော့လူစုပြီးတော့လက်ပံပင်ကြီးနီးသွားကြည့်လိုက်တော့အသားမရှိဘဲနဲ့ရိုးတွေပြန်ကျဲနေတဲ့အလောင်းနှလောင်းကိုတွေးလိုက်ကြရတယ်ဆရာကြီးဦးမဲတူနဲ့မောင်ခွေဆရာတပည့်အလောင်းတွေဖြစ်ကြောင်းပေစီပြောစကားထောက်ပြီးတော့တီးလိုက်ကြတယ်အရိုးတွေကိုတော့အတင်းရှိနေတဲ့ကျွင်းတွေကိုထည့်ပြီးတော့မြုပ်နှံပေးလိုက်ကြတယ်အောင်လန်းဆရာမဲတူကတော့သူ့ဘဝတစ်လျှောက်လုံးလိုချင်တဲ့ဗရမ များမရဘဲနဲ့အသေးစိုးနဲ့တေပွဲဝင်ခဲ့ရပြီလေဖြစ်တယ်တသက်စားမကုန်တော့တဲ့ဗရမ များရှိမှန်းသိပေမဲ့ဘယ်သူမှရှာဖွေဖို့မစင်စားဝင်ကြတော့လက်ပတ်မင်းတရေကြီးဥပကြိုင်အကြောင်းကတော့ရွာစကားဝိုင်းမှာမပါမဖြစ်အကြောင်းအရာပင်ပြောဆိုနေကြတယ်အဖြစ်ပြက်ဆိုးကြီးဖြစ်ပြီးတော့တလားခန့်ကြာတရေတပင်ရွာကိုလူစိမ်းတယောက်ရောက်လာတယ်အသက်30ကျော်အသားဖြူဖြူလူပုံတန်းတန်းရှိသူဖြစ်တယ်သူကတော့ဘုန်းကြီးကျောင်းမှာတဲကိုတယ်အခုရွာမှာအသီးမိတ်ဆွေမရှိဘဲနဲ့ရောက်လာခြင်းမှာအကြောင်းဝယ်လေးလာဖို့လိုတာဖြစ်သူ့မိကတော့တာမောင်လို့ပြောတယ်လက်ပတ်မင်းတရေကြီးဥပကြိုင်အကြောင်းကိုပြောရင်တော့စိတ်ဝင်စားနားထောင်တယ်ရွာကလူငယ်တွေနဲ့ရင်းနှီးအောင်ပေါင်းပြီးတော့အရက်တောင်းရင်ကိုညာစိတ်တွေသူရှင်းပေးတတ်တယ်။ပေါ်၍သဘောကောင်းတဲ့လူငယ်ကိုအားလုံးကလည်းခင်မင်သွားကြတယ်။တရေကြီးဥပကြိုင်နေထိုင်ရာလက်ပတ်မင်းကြီးကြီးလိုကြောင်ပြောလိုက်တော့ရွာကာရသားတွေကအနားကိုမသွားရတာကြောင့်အဝေးကနေလိုက်ပြကြတယ်။တကူတော့ညနေဆောင်မှလူတစ်ယောက်ကအထုပ်ထုပ်ဆွဲပြီးတော့ရွာကနေတဆင်ထွက်လာရင်ဘာကြိုင်နေထိုင်တဲ့လက်ပတ်မင်းကြီးအောင်ကိုရက်လိုက်သူကတော့တာမောင်ဖြစ်။တာမောင်မှပါလာတဲ့အထုပ်တွင်းကနေငပြောပန်းနဲ့ထုတ်ထားတဲ့ထမင်းနဲ့ဟင်းကိုလက်ပတ်မင်းကြီးအောက်ကိုဖြန့်လိုက်တော့အမဲသားဟင်းနဲ့ထမင်းဖြစ်နေတယ်။ပြီးရဲ့နောက်မှာတော့ချက်ရက်တပလင်းစီးရွက်ကြီးတလိပ်ကိုလေဘေးချထားလိုက်တယ်။တာမမိုးစံကတနေ့လုံးကြောက်ရတဲ့လက်ပတ်မင်းတရေကြီးဥပကြိုင်ပေါ်ကြောက်ရွံ့ဟန်တစ်စက်မှမရှိဘူး။ဥပကြိုင်ကျွန်တော်ခုလာတာခမရရတနာတွေလိုချင်လို့လာတာမဟုတ်ဘူး။ခမရကိုကျွေးမွေးချင်လို့လာခဲ့တာလာစားပါ
မောင်နေပြီမို့လို့တာမောင်ကလက်ဆွဲရည်နှံစီမိရင်ကိုမိထွန်းလိုက်တယ်။တာမောင်ဖိတ်ခေါ်ပြီးလို့မကြမီအချိန်တွင်းမှာလက်ပတ်မင်းဘော်ကတရေကြီးဥပကြိုင်ဆင်းလာတယ်။မိရင်ပေးချပြီးတော့အေးဆေးထိုင်နေတဲ့တာမောင်ကိုတရေကြီးဥပကြိုင်ကတစ်ချက်စူးစိုက်ကြည့်ပြီးတော့ချက်ရက်ကိုပလင်းကုန်တီမောချပြီးထမင်းဘလို့ပလောင်စားနေတော့တာမောင်ကလည်းနောက်တဲ့ထမင်းတစ်ထုပ်ကိုဖွင့်စားရင်းနဲ့မျက်ရည်ကျနေတရေကြီးပါကြိုင်စားပြီးတဲ့အခါမှာဈေးရက်ကြီးကိုပါဇက်တွင်းကိုထင်းကုန်နေပြီးတော့အော်ရှာအကွဲတဲ့အတန်ကြီးနဲ့တာမောင်ကငါ့ကိုထမင်းရောငါကြိုက်တာကြီးလာကြွေးတာကျေးဇူးပါပဲကွာမင်းကိုငါဘာမှမပေးနိုင်ဘူးပြန်တော့ကျွန်တော်ဒီကိုလာတာပစ္စည်းလိုချင်လို့လာတာမဟုတ်ဘူးကျွန်တော်ကမိုးကုတ်သူဒေါ်နန်းမူနဲ့ဥပကြိုင်ရဲ့တာမောင်ပဲဘလို့ဒေါ်နန်းမူတာဟုတ်လားဒီအိဘာကြိုင်ကနာမည်တစ်ခုချောင်းတုံးလို့သွားတယ်ဟုတ်တယ်ဖေရံများခိုးပြေးသွားတော့အမေကိုအဖိုးဒေါသထွက်ပြီးတော့အိမ်ပေါ်ကနေနင်းချလိုက်တယ်လို့ရက်တယ်ဗျာအမေမှာကိုဝင်ကြီးနဲ့အဖေလိုပစောတိုက်ပြီးတော့ထွက်သွားတာအမေကကျွန်တော်ကိုမွေးဖို့စီသူတခါမှမလုပ်ဘူးတဲ့ဈေးပန်းခေါင်းရွက်ပြီးတော့ဘာကြီးတစ်လုံးနဲ့ဈေးအောင်မွေးခဲ့ရတာလင်းသားမရှိကိုဝင်တဲ့မိန်းမတယောက်ဘလောက်ဝမ်းနေမလဲလူပင်ပန်းစိတ်ပင်မနဲ့အမေကျွန်တော်ကိုမွေးပြီးတော့ဆုံးတယ်အမေစာပနာကိုနီးစက်ရပေါင်ဝင်းချင်းနဲ့မြေချလိုက်ရတာဆွေမျိုးသားချင်းတယောက်မှကြောက်မလာကြဘူးမင်းတကယ်ပြောနေတာလားအဖေရတနာတွေကိုလိုချင်လို့လိန်ပြောတယ်ထင်နေတာလားအမှန်တရားတွေဗျာအမှန်တရားတွေကျွန်တော်ဖြစ်တယ်လို့ရုန်းကန်ရင်းနဲ့အသက်10နှစ်လောက်အဖိုးတို့လာခေါ်ကြတော့အဖိုးတို့လည်းစီးပွားပြတ်နေကြပြီသူများတွေအဖေအမေခေါ်နေတဲ့ချိန်ကျွန်တော်ကခေါ်စရာမရှိငါအရွယ်ရောက်ရင်အဖေကိုသွားရှာမယ်အဖေလို့တဝါကြီးခေါ်မယ်လို့တွေးထားတာဗျာအရွယ်ရောက်လာတော့ပကိုးနဲ့တဝိုက်လာပြီးတော့အဖေကိုတနေ့တစ်ခေါက်လာရှာစုံစမ်းတယ်ရှာမတွေ့ခဲ့အခုစုံစမ်းလို့ရပြီလိုက်လာတော့အဖေကတည့်ရဲတောင်လောဘတည့်ရဲတဲ့တည့်ရဲဘာကြိုင်ကဝမ်းနဲ့တုံလုံးတဲ့ဒေသန်ကြီးနဲ့ခွန်းလိုပါသားငါမှားခဲ့ပါတယ်ကွာငါမှားခဲ့တယ်တထေးသမန်ကျွန်းလိုနေရတာမချင်နဲ့လို့မင်းအဖို့ဗနမြငါခိုးခဲ့တာမင်းတို့သားမီးစီပြန်လာခြင်းမလာဝင့်ခဲ့တာကျွန်တော်အဖေနဲ့ဆုံပြီးတော့ထမင်းလက်ဆုံစားရတာပြောတယ်တည့်ရဲဖြစ်နေပေမဲ့အဖေကအဖေပါပဲအဖေကြိုက်တွေစုံစမ်းပြီးတော့ယူလာခဲ့တာကျွန်တော်လှုပ်အားနဲ့စုထားတဲ့ပတ်စံနဲ့အဖေအတွက်အမြတ်တမ်းပေးဝေခြင်းနဲ့လောဘနှောင်ကအဖေလွတ်မြောက်စေခြင်းနဲ့ငါသားကသဘောထားကြည့်သလားငါတော့လောဘဆိုတိုက်ခဲ့ပါလားတရေကြီးဥပကြိုင်ကလူအသွင်ပြောင်းလဲပြီးတော့စိတ်မကောင်းတဲ့အသွင်နဲ့ရှိနေတယ်တနေ့လုံးကြောက်ရတဲ့တရေကြီးကတာဖြစ်သူရှိဝမ်းနဲ့နောင်တာရနေရန်တူကျွန်တော်သွားတော့မယ်ဖေအဖေအတွက်လက်ပတ်မင်းအောင်မှာအမြတ်တမ်းပေးဝေပါမယ်အဖေသာတို့ခေါ်ပါနော်ခဏနေပါဦးသားတရေပါကြိုင်ကခွဲခွာသွားကန်ဒီတာဖြစ်သူကိုခဏနေခိုင်းပြီးတဲ့အခါမှာလက်ပတ်မင်းကြီးမြေကြီးနဲ့ထိကပ်နေတဲ့ပင်စီကိုသူ့လက်နဲ့ဖဲ့ပြီးတော့ဖယ်ချလိုက်တဲ့အခါမှာသေခောက်တွေကွာပြီးတော့အပေါက်တစ်ပေါက်ဖြစ်သွားတယ်လက်တနိုက်စာအပေါက်တွင်လက်ထည့်ပြီးတော့ဆွဲထုတ်လိုက်တဲ့အခါမှာတစ်တာငယ်တစ်လုံးပါလာတယ်ကြော့သားဒါအဖေဆွဲလန်းဖက်တွဲနေတဲ့ရတနာတွေအခုဖေးပစ္စည်းတွေကိုတက်တက်လုံးတက်မှတ်ခဲ့တာအခုအဲ့ဒီဆွဲလန်းမှုဟာသားနဲ့မတွေ့တဲ့အချိန်ကြီးအမောင်ဖုံးခဲ့တယ်အခုဖေးနောင်ထားရပါပြီမင်းတို့သားမိကိုလည်းတောင်းပန်ပါတယ်ဒါမင်းကိုပေးတဲ့အဖေအမွေပါအဖေစီဟာဒီလိုစကားကြားတာတာဝမ်းသာပါတယ်ဖေတားသွားပြီနော်တာမောင်ကတစ်တာကိုဖွင့်ကြည့်တော့ရွှေတဲ့ပစ္စည်းနဲ့မီးရောင်နဲ့အယောင်တောက်နေတဲ့ဗရန်များတစ်လုံးတွေ့ရတယ်တာမောင်မှာဖခင်ကြီးကိုနှုတ်ဆက်ပြီးတော့ငိုရှာရင်းနဲ့ရွာပြန်လာခဲ့နောက်မကြာမီအလူတပွဲလက်ပတ်မင်းကြီးအောက်မှာကျင်းပကြတယ်ရွာသားတွေဘာအနောက်ရှက်မှမကြုံရသလိုခင်းတဲ့ကြီးတွေကလည်းဘယ်သူဖြတ်ထားမှမသိအောင်ပြည့်စုံနေတာမောင်ကဖခင်ကြီးကူညီလောက်ကင်ပေးနေကြောင်းသိလို့မျက်ရည်စွရတယ်ရွာသားတွေမှာဥပကြိုင်ကိုချောက်ပြီးတော့လက်ပတ်ပင်အောင်အလူပွဲမလာခြင်းကြပေမဲ့တာမောင်ကဥပကြိုင်နဲ့သူ့အသားဖတော်ဆက်ကြောင်းပြောပြတာကြောင့်တနာပြုနာတဲ့ကူညီကြတာဖြစ်တယ်ဘုန်းတော်ကြီးကတရားဟောပြီးတော့ရေစက်ချအများပြေးဝေရမှာတာမောင်ကရေစက်ခွက်ကင်ပြီးတော့မျက်ရည်စွအတန်တုံးနေဝယ်လွန်သွားပြီဖြစ်တဲ့တကားတာမောင်ကြီးရဲ့ဖခင်ဖြစ်တဲ့ဥပကြိုင်မိခင်ကြီးဒေါ်နန်းမှုတို့ရဲ့30ဘုံအတွင်းကျင်းလည်နေကြတဲ့တရဝပေါင်းကြာသမျှအမြယူတော်မူကြပါကုန်သောတာဓုတာမောင်တယောက်ဖခင်ကြီးတာဓုခေါ်နေတဲ့ပုံရိပ်ကိုစိတ်တွင်းမြင်ရောက်ပြီးတော့ကျဉ်နဲ့စွာပြုံးလိုက်မိပါတော့တယ်ပရိသတ်ကြီးများခင်ဗျာဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ